တတ္တသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံကံကံတရဏံကိစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယံပိဓမ္မံတရဏံကိစ္ဆာမိဒုတိယံပိသံဃံတရဏံကိစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယံပိဓမ္မံတရဏံကိစ္ဆာမိတတိယံပိသံဃံတရဏံကိစ္ဆာမိဒီနေ့ဝါဆိုလာပြီဆိုတော့ဥလေးယူလိုက်နော်တိကဥပုသီလလေးယူလိုက်တာအဟံဗန္တိနိဗ္ဗာနံပတ္ထယိတဝါတိတရဏီနသဟအထင်္ဂသမနာဂတံဥဘောတထသီလံဓမ္မံယာစာမိဘုရားတပည့်တော်တို့သည်တမာတိယာမိပေါ့လေဓမ္မယာစာမိလို့ယူလို့ပြန်ဆိုလိုက်နော်ဟံဗန္တိနိဗ္ဗာနံပတ္ထယိတဝါတိတရဏီနသဟအထင်္ဂသမနာဂတံဥဘောတထသီလံတမာတိယာမိဘုရားတပည့်တော်တို့သည်နိဗ္ဗာန်ကိုလိုလားတောင်းတပါ၍တရဏဂုံ၃ပါးနှင့်တကွအင်္ဂါ၈ပါးနှင့်ပြည့်စုံသောဥပုသ်သီလတော်မြတ်ကိုစိတ်၌မြဲစွာစောင့်တည်ပါ၏အရှင်ဘုရားတပည့်တော်တို့သည်မတိသည့်အလျောက်မိုင်မဲတွေဝေသည့်အလျောက်ယရနာမြတ်၃ပါးနှင့်တကွမိဘဆရာပုဂ္ဂိုလ်သူမြတ်တို့အားကံ၃ပါးနှင့်ပြမာမိသည်ရှိသောခွင့်လွတ်ပေးပါယံဝင်းချတောင်းပန်ပါ၏အရှင်ဘုရားတတဝါအားလုံးတို့ဘေးရန်ကင်းကြပါစေစိတ်ဆင်းရဲကင်းကြပါစေကိုယ်ဆင်းရဲကင်းကြပါစေကိုယ်စိတ်နှဖျားချမ်းသာစွာဖြင့်မိမိတို့ခန္ဓာဝင်ကိုရွတ်ဆောင်နိုင်ကြပါစေဤခန္ဓာကိုအတ္တဘောကြီးကိုဘုရားရှင်ကိုယ်တော်မြတ်ကြီးအားနိဗ္ဗာန်ကိုရည်မှန်း၍လှူဒန်းပါ၏အရှင်ဘုရားငါသည်မုတ်ချပေရမည်အချိန်ပိုင်းသာလိုတော့သည်အသေးမဥခင်ဉာဏ်ဥအောင်ကြိုးစားအားထုတ်ပါတော့မည်ဒီကနေ့1388ခုနှစ်ပထမဝါဆိုလဆန်း15ရက်ဝါဆိုလပြည့်နေ့2026 6လပိုင်းဇွန်လ29ရက်တနင်္လာနေ့နနခင်းအလုပ်ပေးတရားနနခင်းမှာတတိအလုပ်တမာရီအလုပ်ညာအလုပ်တွေကိုမရှိသေးတဲ့တတိရှိလာအောင်ရှိပြီးသားတတိကိုတိုးလာအောင်မရှိသေးတဲ့တမာရီတွေရှိလာအောင်ရှိပြီးသားတမာရီတွေတိုးလာမရှိသေးတဲ့မဖြစ်သေးတဲ့ဉာဏ်တွေဖြစ်လာအောင်မဖြစ်ဘူးသေးတဲ့ဉာဏ်ပေါ့ဖြစ်ဘူးပြီးသားဉာဏ်တွေခိုင်မာခိုင်မြေရှင်းလင်းလာအောင်အလုပ်ကြတယ်တရားအားထုတ်ကြတယ်ယောဂီတွေဒီကနေ့ဝါဆိုလာပြည့်နေ့ဝါဆိုလာပြည့်နေ့ဆိုတော့ဟောဒီကြောင့်လူကြဗုဒ္ဓကိုခဏတရက်ရက်လိုက်ပြီးတော့ဒီအတိုင်းအလွတ်ပြောရအောင်
ဘာဆိုလားပြည့်အလုပ်ပေးတရားပေါ့ဘာဆိုလားပြည့်ကဒီနှစ်ကတော့နှစ်ရက်တော့ဖြစ်သွားပထမဝါဆိုလားပြည့်မယ်ဒုတိယဝါဆိုလားပြည့်မယ်ပေါ့ဒုတိယဝါဆိုလားပြည့်ကတော့ရှင်းပါတယ်မြတ်စွာဘုရားဓမ္မစကြာတုတ်ကိုဟောတော့ဓမ္မစကြာနှလုံးသွင်းဓမ္မစကြာပြောကြတာဒီခုဝါဆိုလေဝါဆိုလားပြည့်လိုပဲနှလုံးသွင်းပြီးတော့ပြောကြရင်တော့မြတ်စွာဘုရားတရားတော်တွေလောကမှာစတင်ပြီးပွင့်လန်းလာတဲ့ရက်တွေပေါ့လွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ကုသာသနာနှစ်ကိုမြတ်စွာဘုရားရဲ့တတ်တော်ဘုရားပွင့်ခဲ့တဲ့45နှစ်ပြန်ပေါင်းရမှာဟုတ်2590မှာ45နှစ်ပြန်ပေါင်းရမှာဟုတ်2600နဲ့15ခုနှစ်လွန်ခဲ့တဲ့နှစ်ပေါင်း2615လောက်ကနေပြီးတော့လောကမှာပွင့်ထွန်းလာတာဒီအတိဒီအတရားတွေပွင့်ထွန်းခဲ့တာနှစ်ပေါင်း2600ရှိပြီထင်ရှားပါလေဒီလူလာလူအထင်ရှားဆုံးဘုရားဘာသာနဲ့ပတ်သက်ရင်ဝိပဿနာနဲ့ပတ်သက်ရင်ဝိပဿနာဆိုတာဘုရားဟောမှသိရတဲ့တရားပေါ့နိဌာနသီလသမထကဘုရားမဟောလေနတ်တွေမြမာတွေစကြဝဠာမင်းတွေတောင်ဟောနေပြောနေသူတို့လက်ထက်မှာတောင်ရှိကြသမထလည်းရှိဇန်နေရကြအာလာဥရကတို့ဇန်နေရကြရူပဇန်နေရအရူပဇန်နေရဟိုးရာမာကြီးတို့အရူပဇန်နေအကုန်ရလူကတော့ကြတဆင်းနေအာလာကြတော့ရူပဇန်နေရရူပဇန်၅ပါးလုံးရတယ်ဥရကကြတော့အရူပဇန်နေရဟိုသူဆရာရာမာကြီးကြတော့အရူပဇန်အကုန်ရဘုရားအရူပဇန်နေရှိကုန်ရဘုရားမဖြစ်ခင်တမထားလို့ပေါ့ဒါနရေသီလရေတမာတိလုံငန်းတမထားဘုရားမရှိလေရှိတော့ရှိအတိအကျတော့မသိဘူးပေါ့ဘုရားပြောသလိုအတိအကျတော့မသိဘူးပေါ့ဒါနရဲ့အကျိုးကဘယ်ကနေဘယ်လောက်ထိသွားတယ်သူတို့သိတော့သိတာကောင်းမှန်းတော့သိတာအာဂါတသိပ္ပံအာဂါတဂျိုလူလုံနေတဲ့သူက physics definition တစ်ခုရဲ့ဘယ်လောက်အရေးကြီးမှန်းဘယ်လောက်အရေးပါမှန်းဘယ်လောက်တမိုးကြီးမှန်းတော့ပိုသိတာပေါ့တာမန်လူတက်ဒါပေမဲ့ကိုရန်ကလေးလည်းကိုရန်လောက်တော့သိဆယ်ရန်ကလေးလည်းဆယ်ရန်လောက်တော့သိဘွဲရတဲ့ကလေးလည်းဘွဲရလောက်တော့သိဒီ physics definition လေးတစ်ခု theory ပုံသင်နည်းလေးတစ်ခုပေါ့ဒီပုံသင်နည်းကဘယ်လောက်အသုံးကျလဲဆိုတာတကယ်သုံးရတဲ့လူကျတော့တမိုးတအားသိအသိတော့ကွာသွားမှန်သားသိကြတယ်ကိုရန်အတွက်လည်းမှန်တယ်ဆယ်ရန်အတွက်လည်းမှန်တယ်ဝါရအတွက်လည်းမှန်တယ်ရိုးရိုး MSc အတွက်လည်းမှန်တယ် PhD အတွက်လည်းမှန်တယ်ဟိုးတကယ်ကိုရှာဖွေတွေ့ရှိခဲ့ပြီးတော့မှဒါကိုလက်တွေ့အသုံးချနေတဲ့ apply science လုပ်နေတဲ့သူတွေကြတော့ theory နဲ့လက်တွေ့နဲ့သူကဆက်နိုင်တာတအားသိပြောချင်တာဓနတိကသမထကိုပြောဒါနသီလသမထကိုရွယ်ချက်တစ်ခုနဲ့သုံးတဲ့ပုံကိုယ်တွေဘုရားတို့ကြတော့တမျိုးပြောင်းသွားမြတ်စွာဘုရားကဘယ်ဒါနကအမြတ်ဆုံးလဲဘယ်သီလကဒါနမှာထင်ရှားတယ်ပေါ့လေဘာဒါနကအမြတ်ဆုံးလဲလို့ပြောတဲ့အချိန်မှာဘုရားရဲ့ရည်ရွယ်ချက်ကသမထဝိပဿနာဘာဝနာရဲ့အကျိုးငါပိဋိပတ္တိဖြစ်စေသောဒါနသည်အမြတ်ဆုံးပဲဘလို့ရည်ရွယ်လို့ရမလဲလို့သုတ္တန်တစ်ခုမှာမြတ်စွာဘုရားကပြီးတော့ဒါနကိုကွာတဲ့ဒါလူတွေနားလည်အောင်လည်းပြောဒါနသီလသမထကိုဖျားပြောမှနားလေတဲ့စနစ်နဲ့ဖျားမရှိခင်စနစ်နဲ့ကွာခြားချက်တွေသိစေချင်မြတ်စွာဘုရားကိုမိတော့မြတ်စွာဘုရားကဒါနကိုတဲ့ကိုယ့်ရဲ့ဘာဝနာပွားများတဲ့အခါမှာဘာဝနာလုပ်မဲ့စိတ်ရဲ့ကြည်လင်စေခြင်းအကျိုးငါလူတဲ့ကြည်နော်ပြောလိုက်တာမြတ်စွာဘုရားက
ကိုဒါနလုပ်တယ်စွန်လောင်းတယ်ဒီနေ့ဝါဆိုလာပြည့်ဆိုတချို့စပြီးတော့လုပ်တွေလုပ်ကြပြီတန်ဃာတွေကတော့ဝါဆိုကြီးဆိုရင်ပို့ပြီးတတ်မှတ်ကြတာပေါ့ဒါပေမဲ့ဒီနေ့ပြောဖြစ်အခုလဲဝါဆိုလာပြည့်ဆိုတော့အခုကလေးအစလုံးရင်ဒီနေ့၄ လက်တောင်ရမယ်လို့ဝါဆိုကြရင်တန်ဃာတွေကအเจ้าကနေဘယ်မှမထွက်တော့ဘဲနဲ့ခီးတွေသွားတာနဲမရှိသလောက်နဲသွားမတက်တာလည်းခီးပဲသွားတော့တာဝါရင်းကြအဲ့တော့เจ้าနေရာမြေအဲ့တော့အလုတ်ကမ္မထန်တစ်ခုသုံးသက်ဆုံးဖြတ်ပြီးတော့အားထုတ်ကြစာသမားတွေကြလည်းဒီနှစ်ကိုဒီဝါရင်းကိုဗာပြအောင်လုပ်ပရိပတ်လုပ်တဲ့ပုဂ္ဂိုလ်တွေကြလည်းဒီဝါရင်းကိုတော့ဘယ်ကမ္မထန်ကိုအားထုတ်ဒီလိုအားထုတ်ကြတာဟိုရဟန်းတော်တွေကမြတ်စွာဘုရားတို့လက်ထက်ကလေးကိုကဝါမစုခင်မြတ်စွာဘုရားစီကမ္မထန်တောင်းဝါဆိုเจ้าကိုရအောင်မြှောင်သွားအဲ့ဒီနေရာမှာဝါဆို3 လလုံးနေပြီးတော့ကမ္မထန်အားထုတ်ကြဒီလိုလုပ်ကြတာဒီလိုလုပ်ကြအမနက်ကအဲ့ဒါပြောပြီးဒီနေ့ဝါဆိုလာပြီဒီနေ့ကလေးအစလိုက်ဒီပြောဒီနေ့၄ လရမယ်ဗျာဘာတော့မဆိုသေးပေမဲ့ဒီတစ်လကိုဝါရင်းထဲကိုထည့်လိုက်ကိုဘာသာကိုစိတ်ကူးနဲ့ကိုဘာဝနာအထုပ်ကိုထည့်လိုက်ရင်ဒီပြော၄ လတောင်ရမယ်ဗျာလို့ပြောဖြစ်ကမ္မထန်တစ်ခုအားထုတ်ဖို့ကြီးရွယ်ချက်စိတ်ရဲ့ညှို့မှုအဒီမောက်ခဆုံးဖြတ်မှုစိတ်ပြီးဘလို့အားထုတ်မလဲမြတ်စွာဘုရားကဒါနသီလသမထကိုတဲ့ဘလို့ပြောလိုက်ဒါနပေါ့လေဒါနမှာတိတာလားပေါ့ဒီသုတ်တန်ကြီးမှာတနေရာမှာထင်ရှားတာဒါနကိုပြီးတော့ကျန်တာကောကိုကြံရှိသလောက်ချဲယူပေါ့ဘာဝနာလုပ်ငန်းလုပ်တဲ့အခါမှာစိတ်ကိုကြည်လင်စေခြင်းအကျိုးငါလှူတဲ့ဒါနသည်သမထဘာဝနာဝိပဿနာဘာဝနာရဲ့အချမ်းရံဖြစ်လှူအပ်သောဒါနဟာအမျက်ဆုံးနေတယ်အရာဝတ္ထုအနေနဲ့ဆိုလို့တော့ကြောက်လှူတာအမျက်ဆုံးပေါ့ဒါကအရာဝတ္ထုအနေနဲ့ရည်ရွယ်ချက်အနေနဲ့ကြတာဘာကအမျက်ဆုံးလဲကမ္မထံအားထုတ်ဖို့အတွက်ကြည်လင်တဲ့စိတ်ကမ္မထံအားထုတ်တဲ့စိတ်ကိုအထောက်ပံ့ပေးမဲ့အခြေအနေဖြစ်အောင်လှူခြင်းသည်အမျက်ဆုံးပြောပြီးတော့ဒါကဘုရားပွင့်မှသိရတယ်တရားဒါနတွေဟာဘုရားမပွင့်လဲရှိနေတာဒါပေမဲ့ဘုရားပွင့်တဲ့ချိန်ချာမှာဒါနကိုဘယ်လိုလုပ်ရမလဲဘယ်လိုလုပ်တဲ့ဒါနဟာအမျက်ဆုံးလဲဘာလှူတယ်လဲလို့မေးတာမဟုတ်ဘူးเนาะဒီမှာကွဲပြားသွားဘာလှူရင်အကောင်းဆုံးနဲ့အကြောင်းသင်အကောင်းဆုံးဒါရှင်းကျောင်းဟာထာဝရကုသိုလ်ဖြစ်နေပြီးတော့ယဟန်တန်ဃာတွေဒီမှာနေကြတယ်ပရိယအလုပ်တွေလုပ်ကြတယ်ပရိပတ်အလုပ်တွေလုပ်ကြတယ်သာသနာကိုအထောက်ပံ့ဖြစ်တဲ့အတွက်နောက်တည်ထက်နေတဲ့အတွက်ကုသိုလ်အမြဲတမ်းရနေတော့ဘာလူရင်အကောင်းဆုံးလဲလို့ပြောရင်ကျောင်းလူတာအကောင်းဆုံးလူတွေပါဘလို့လူရင်အကောင်းဆုံးလဲဆိုတာမတူတော့မိမိတို့လှူလိုက်တဲ့အလှူတီကိုယ်ဘာဝနာမှာအချမ်းရံအထောက်ပံ့ဖြစ်ခြင်းအကျိုးငါလှူရတယ်ဒီမှာကွာသွားလှူတာပဲကွာဖះမပွင့်တော့လည်းလှူတယ်ဖះပွင့်တော့လည်းလှူတယ်ဘာကွာလို့လို့စာမသိတော့မသိရင်တော့ပဲကွာမလေသိတဲ့ပုဂ္ဂိုလ်ကြကွာသွားတယ်လွယ်လွယ်ပြောရင်ပီတိကိုပီတိဖြစ်ခြင်းအကျိုးငါကိုပတ္တိဖြစ်ခြင်းအကျိုးငါကိုလှူကိုပြန်တွေးတိုင်းကျေနပ်စေခြင်းအကျိုးငါကျေနပ်ဖို့ဟာရွယ်ချက်မဟုတ်ဘူးကျေနပ်တဲ့စိတ်ပြီးလူနာကင်းတယ်လေကိုဒါနကိုပြန်ပြီးတော့စဉ်းစားတိုင်းပီတိဖြစ်တဲ့သူဒီသာဂနုတ္တိဖြစ်သာဂနုတ္တိဒီပီတိကိုဖြစ်စေတယ်ပတ္တိကိုဖြစ်စေတယ်ပီတိပတ္တိဒီနိဝရဏကင်းတော့ဖြစ်စေအာယုံရဲ့သဘောတဘာဝကိုအမှန်တိုင်းမြင်နိုင်တဲ့စိတ်တော်ဝိတ္တုတွေကိုဖြစ်သွားစေလို့ဒီအထိသဘောပေါက်ပြီပါမိမိတို့လှူကြပါတယ်မိမိတို့ဥပုသ်ဆောင်ကြပါတယ်မိမိတို့တရားနာကြပါတယ်မိမိတို့အခုနေဒုနေမြတ်ဒီမှာပို့ပြီးလှုပ်ဖြစ်တယ်ပေါ့လေပုံမှန်လဲလှုပ်ကြနေဒုနေမြတ်ကြပို့လှုပ်ဖြစ်ကြဒီနေ့ဝါဇူလာပြည့်ဟေဥပုသ်လေးယူကြဝါဇူလာပြည့်ဟေဒီကနေ့အလုံးနာတော့ဖျားလေးသွားကြပို့လှုပ်ဖြစ်တယ်ပို့လှုပ်ဖြစ်
ဘာဆိုလားပြီနေတူးနေမြက်ကလေးဆိုတော့အဲ့တော့ဘာလို့ရအောင်ဥပုပ်လေးစောင့်ရအောင်ဒီကနေ့တော့ကမ္မထမ်းလေးပို့ပြီးထိုင်ရအောင်တရားနှလုံးသွင်းလေးသတိလေးမချပဲနေနိုင်အောင်နေရအောင်တနာရီမနေဘူးတဲ့သူကဒီနေ့တနာရီလောက်ဖြစ်အောင်နေမယ်တနာရီနေဘူးတဲ့သူက2နာရီဖြစ်အောင်နေမယ်2နာရီနေဘူးနိုင်တဲ့သူကတမနက်ခင်းလုံးဖြစ်အောင်နေမယ်တမနက်ခင်းဖြစ်အောင်နေဘူးတဲ့သူကတနေ့ကုန်လုံးဖြစ်အောင်နေမယ်သတိနဲ့သတိဖြစ်ဖူးပြီးသားလူကသတိနဲ့တည်းမရဘူးဒီတစ်ခေါက်စိတ်ဝင်စားတဲ့တမာရီအားကိုပါတင်ပြီးတော့နေမယ်သတိရောတမာရီရောရပြီးသားပုဂ္ဂိုလ်ကြတော့ဖြစ်စဲချိန်တိုင်းမှာငါရသလောက်ဉာဏ်မဖြစ်ဖူးသေးတဲ့ဉာဏ်တစ်ခုဖြစ်အောင်ကြိုးစားမယ်ယုံနာပေါ့နာကိုနာမှန်ရုပ်ကိုယုံမှန်သတိတမာရီဖြစ်ဖူးပြီးသားလူကဉာဏ်ကိုဖြစ်အောင်ကြိုးစားမယ်တစင်းချင်းဒီလိုသွားရမိမိတို့ကဘယ်နှမ်းလေးမှာလဲမိမိတို့ကသတိမှမဖြစ်သေးရင်သတိဖြစ်အောင်လုပ်မယ်တမာရီမှမဖြစ်သေးရင်တမာရီစိတ်ဝင်စားတာကိုပြောတယ်အခုအဲ့ဒီတမာရီကိုပြောဒါနနဲ့သီလနဲ့ဒါနသီလရဲ့လှုပ်ချင်းသည်ဒါနသီလရဲ့အကျိုးဆက်သည်မိမိတို့ဘယ်ကိုရောက်မှာလဲစိတ်ကြည်လင်စေခြင်းအကျိုးငါဒါနကြတော့ဇာဂနုတ္တိသီလကြတော့သီလနုတ္တိဒါနကိုပြန်တွေးတယ်ဇာဂကိုအနုတ္တိလုပ်တယ်လို့ခေါ်တယ်ပြန်တွေးတာကိုပဲအနုတ္တိအဖတ်မှန်ထပ်ရတယ်လို့ခေါ်တယ်ပြန်သတိရတယ်ပြန်အောင်မေ့ပြန်တွေးတယ်ပေါ့လူလိုပြောတော့ဇာဂနုတ္တိဆိုတာလှူတာကိုပြန်တွေးတာပဲသီလနုတ္တိဆိုတာကိုယ်သီလစင်ကြယ်တာကိုပြန်တွေးတာပဲကိုယ်သီလစင်ကြယ်တာပြန်တွေးတဲ့လူကတချို့တစ်သက်လုံး၅ပါးသီလတစ်သက်လုံးတောင်မကြိုးခဲ့တဲ့လူတွေရှိတစ်နှစ်လုံးမကြိုးခဲ့တဲ့လူတွေရှိတစ်လလုံးမကြိုးခဲ့တဲ့လူတွေရှိပြန်တွေးရင်ကျင့်တဲ့ဆရာဖြစ်ကိုမကြိုးခဲ့တဲ့ကာလကိုပြန်တွေးဒီအခုတရားအခုတေချာတာတော့အခုသီလယူပြီးသားချိန်ကနေခုချိန်ထိတော့မကြိုးသေးဘူးဒါတေချာတာကိုပြောတာပေါ့အဲ့ဒီပုံမှာပီတိဖြစ်အောင်တွေးငါသီလလုံနေတာပဲငါသီလဖြူနေတာပဲငါသီလစင်းနေတာပဲသီလကိုတွေးတယ်ရှင်းတဲ့ပီတိပတ္တိဖြစ်တယ်စိတ်ဓာတ်ဝိတ္တိကိုဖြစ်စေရောဒါနကိုစိတ်ဓာတ်ဝိတ္တိအကျိုးမှာလုံရင်အဲ့ဒီဌာနဟာအမျက်ဆုံးပဲသီလကိုစိတ်ဓာတ်ဝိတ္တိအကျိုးမှာလုံရင်အဲ့ဒီသီလသည်အမျက်ဆုံးပဲကျန်တာချဲ့လိုက်တော့ဗုဒ္ဓနုတ္တိဓမ္မနုတ္တိသံဃာနုတ္တိမေတ္တာဘာဝနာမရဏတတိကလည်းပြည့်ရည်ခြင်းကိုဖယ်စေတဲ့စိတ်တဝိတ္တိကိုဖြစ်စေတယ်အတုပဘာဝနာကလည်းလူချင်းတက်မှတ်တဲ့တဏှာကိုငြိမ်းစေတဲ့အစိုးတရားကိလေသာတွေကိုဖယ်စေတာအနိစ္စဘာဝနာလည်းမာနတွေဟုတ်တယ်ထင်နေတဲ့ဒိဋ္ဌိတွေအနိစ္စပါဟုတ်တယ်ထင်တဲ့ဒိဋ္ဌိတွေနဲ့ကိုဆွဲတဲ့ဒိဋ္ဌိအများစုကတော့မရဏတတိမှာပိုပြုတ်လူတောင်သိရသေးတယ်ဒါတွေကဘာဟုတ်လို့ခုကိုဟုတ်တယ်ထင်နေတာငါလည်းခဏနေသေးတော့မယ်မနေ့ကသေးတော့မယ်ဒီနေ့သေးတော့မယ်နေ့လည်းသေးတော့မယ်နောက်တစ်နာရီနေရင်သေးတော့မယ်နောက်တစ်မိနစ်နေရင်သေးတော့မယ်အခုသက်ရှူလေးတစ်ခုရက်သွားရင်သေးတော့အခုဝင်နေတဲ့လေဟာမထွက်ရင်သေးတော့အခုထွက်နေတဲ့လေဒီပြန်မှုရင်သေးတော့ထွက်လေပြီးလို့ဝင်လေမဖြစ်ရင်သေးမယ်ဝင်လေပြီးလို့ထွက်လေမဖြစ်ရင်သေးမယ်ဟုတ်သလားဒီမသိနိုင်ဘူးလားမသိနိုင်ဘူးလားဒိဋ္ဌိတွေကွာပါတယ်ကိုဟုတ်တယ်ထင်ထားတဲ့ဒိဋ္ဌိတွေတလွာပြီးတလွာကွာပါတယ်တရားထုတ်တယ်ဆိုတာဒိဋ္ဌိတွေကွာအောင်လုပ်ရတာမာနတွေကွာအောင်လုပ်ရတာလောဘတွေကွာအောင်လုပ်ရတာမောဟတွေကွာအောင်လုပ်ရတာဒါတော့သဘောပေါက်ပြီးသားပါယောဂီတွေကွာနီးတွေကိုပဲနီးမျိုးသုံးနေရကိုလေးမဟာနေထမ်းနေထင်းမဟာထမ်းနေကိုစိတ်ကိုပြန်စိတ်ကလေးကလေရှင်လေးလို့ပုံဖော်လို့မရစိတ္တဝိတ္တိဆိုတာပုံဖော်ချင်တာကိုဖော်လို့ရအောင်နုညံ့ပျော်ပြောင်းသွားစိတ်ကလေးကနုညံ့ပျော်ပြောင်းတဲ့စိတ်ကလေးရှိရတယ်မုဒုလို့ခေါ်မုဒုဖြစ်ဖို့ကဗရဏတတိနဲ့နေမုဒုဖြစ်ပါတယ်လူတွေကကိုဟုတ်တယ်ထင်နေတယ်ငါတွေးတာဟုတ်တယ်ငါပြောတာဟုတ်တယ်ငါလုပ်တာဟုတ်တယ်ဒါကြီးခံနေရင်ရှိကတရားကမတက်ဘူးမဟုတ်ဆရာတော်ကြီးပြောတဲ့ဒိဋ္ဌိဆိုတာအဲ့ဒါကိုပြောတက္ကာယဒိဋ္ဌိဒီမှာမာနတဲ့စွဲနေတဲ့တက္ကာယဒိဋ္ဌိမလီ तू ကခန္ဓာ၅ပါးကိုမမြင်တာခန္ဓာ၅ပါးမမြင်ဘူးအခုရှိနေတာကြီးကိုပဲ तू က
ဘာထင်းနေတာပဲမာနာကြီးနဲ့ဒိဋ္ဌိကြီးနဲ့သူကလေထောင်ဖြစ်ဘာနာနဲ့ဒိဋ္ဌိနဲ့တွဲပြီးထောင်နေထမ်းနေဒေါသဘာတော့ကြမ်းနေမိမိတို့အဲ့ဒါဒီစိတ်တဝိတ္တုရဲ့ဆန့်ကျင်ဘက်စိတ်တဝိတ္တုရဲ့ဆန့်ကျင်ဘက်မြတ်စွာဘုရားပွင့်တဲ့အခါမှာမြတ်စွာဘုရားကဘာကိုဦးစားပေးလဲမြတ်စွာဘုရားကဘာကိုတတိပေးလဲစိတ်တဝိတ္တုဖြစ်စေတဲ့ကုသိုလ်ဟာအမျက်ဆုံးပဲกว่าလို့စပြောတဲ့သဘောဝိပဿနာကျတော့ဒိဋ္ဌိဝိတ္တုကစဒါပေမဲ့ဝိပဿနာမဟုတ်တဲ့ဒါနသီလဘာဝနာတွေဝိပဿနာမဟုတ်တဲ့ဒါနသီလသမထတွေလို့ပြောဘာဝနာဆိုဝိပဿနာပါနေတယ်လို့ပြောရင်ဒါနသီလသမထလို့ပြောဝိပဿနာကိုသက်ခွဲလိုက်ဒါနသီလသမထကျန်အဲ့တော့ဉာဏ်လေးကိုကြည့်လိုက်ဒါနမတောင်ဒီလိုပြောရင်ဒါနသီလသမထသည်ရည်ရွယ်ချက်သည်စိတ်ကလေးနူးညံ့ပျော်ပြောင်းအေးချမ်းသိမ်မွေ့ငြိမ်သက်တည်ကြည်ဖို့စိတ်ကလေးနူးညံ့ရမယ်ပျော်ပြောင်းရမယ်အေးချမ်းရမယ်ငြိမ်သက်ရမယ်တည်ကြည်ရဒါကိုပါဠိလိုပြောလိုက်တော့စိတ်တဝိတ္တုတဲ့ဝိနိဝရဏနိဝရဏကင်းတဲ့စိတ်တဲ့ကုသိုလ်ဟာနှစ်ဆင့်ဖြစ်သွားကုသိုလ်ဟာနှစ်ဆင့်ဖြစ်သွားဝိပဿနာဘာဝနာဖြစ်ဖို့ယုံနာပေါ်မှာရှုနိုင်တဲ့စိတ်ကလေးရှုစိတ်ကလေးနိဝရဏကင်းတဲ့စိတ်ကမှရှုစိတ်အနေနဲ့ရှုလို့ရတာဟုတ်ရှုစိတ်ကလေးဖြစ်ခြင်းအကျိုးငါနိဝရဏကင်းတဲ့ရှုစိတ်ကလေးဖြစ်ခြင်းအကျိုးငါစိတ်ကလေးစင်ကြယ်စေခြင်းအကျိုးငါလှုပ်သောဌာနလှုပ်သောသီလလှုပ်သောသမထတွေဒီသာအမြတ်ဆုံးလို့သဘောပေါက်လိုက်ပါအစင်ကနှစ်ဆင့်ကွဲသွားဝိပဿနာအားထုတ်မဲ့ပုဂ္ဂိုလ်သည်ရုပ်ကိုမြင်လောက်တဲ့စိတ်စင်ကြယ်မှုနာမ်ကိုမြင်လောက်တဲ့စိတ်စင်ကြယ်မှုကိုစိတ်တဝိတ္တုလို့ခေါ်တာကိုဒီစိတ်တဝိတ္တုလေးဖြစ်အောင်ဒါနကိုလုပ်ပါသီလကိုလုပ်ပါရည်ရွယ်ချက်ကချမ်းသာဖို့မဟုတ်ရည်ရွယ်ချက်ကအသက်ရှည်ဖို့မဟုတ်စိတ်ချမ်းသာဖို့မဟုတ်ဒါတွေကsurplus value ပေါ့အပူကောင်းကျိုးတွေရဒါနလုပ်ရင်ချမ်းသာမှာပဲဒါနတော့ဘောကပါဒါပေမဲ့ဘောကအတွက်ဒါနလုပ်တာမဟုတ်တော့အဆင့်မတူတော့ဘူးဒီမှာအဆင့်မတူတော့ဟိုးချမ်းသာခြင်းတဲ့သူတွေကြတော့အေးချမ်းသာခြင်းလှူကွာဒါနနဲ့လှူရင်ချမ်းသာတယ်ဘုရားတေချာပြောပြီးသားမြတ်စွာဘုရားကပြောပြီးသားဘုရားညံတော်ကြီးနဲ့ကြည်တာလူတွေဆိုတာလှူလို့ချမ်းသာတာကွာယူလို့ချမ်းသာခဲ့တာမဟုတ်လှူရဲလို့ချမ်းသာတာချမ်းသာခြင်းလှူကွာဒါကိုဘုရားတဲ့ညံကြီးတဲ့သူတွေကဘုန်းကြီးတွေကသူတို့ကိုပဲဘုန်းကြီးတွေကလိုချင်လို့ပဲလူခိုင်းတယ်လို့ယူဆတဲ့မိစ္ဆာဒိဋ္ဌိတစ်တိုက်ကလည်းနည်းနော်အားကောင်းတာမဟုတ်တော့ဖြစ်လာချမ်းသာခြင်းလှူကွာဒါဘုရားပြောတဲ့စကားဒါနာတော့ဘောကပါဒါပေမဲ့ဟောဒီနေရာမှာကြတော့အခုယောဂီတွေကဒီအဆင့်မဟုတ်တော့ဒါနလောက်တာဒီစိတ်စင်ကြယ်ကိုယ်စိတ်ကလေးနူးညံ့ပျော်ပြောင်းဖို့ကိုယ်စိတ်ကလေးငြိမ်သက်ကြည်လင်ဖို့ရှင်းလင်းအေးချမ်းဖို့ရည်ရွယ်ချက်ကဒီဒါနကိုပြန်တွေးလိုက်တိုင်းမှာကိုယ်စိတ်ကလေးဒီကျေနပ်ရတယ်ကိုယ်စိတ်ကလေးဒီကျေနပ်ရတယ်ပီတိဖြစ်ရတယ်ကိုကျေနပ်ပီတိဖြစ်ရအောင်လုပ်လို့ဒါကြောင့်ဖြစ်တချို့ကြတော့လေခွေးဝိမာကြီးမစားရလို့ကိုပါတာကိုချကြွေးအိုးချကြွေးစရာမရှိတော့နောက်ဆုံးကိုပိုက်တဲ့ရှိတာပါအန်ကြွေးဒီပေါ်မှာ तू ကပီတိဖြစ်အလူခံကခွေးအနှိမ်ဆုံးပဲအလူခံထဲမှာဒါပေမဲ့သူ့ရဲ့ပီတိကတိတ်ကြီးတဲ့အခါမှာအဲ့ဒီကဟာနေနေကျိုးပြီးတယ်ချမ်းသာသွားစေကိုပီတိဖြစ်ရအောင်လုပ်လို့ထားလို့ပြတာဒီလိုဘာလုပ်ရမလဲဖះကိုမေးတယ်လေမြတ်စွာဘုရားကိုမေးတော့ကောသလမင်းကြီးကမေးတယ်လေဖះကိုဖះနဲ့ပတ်သက်ပြီးတော့ဖះကအိုးအပြင်မှာနာမည်ကြီးနေတယ်ဖះကသူသာသနာမှာလှူမနာမည်သူသာသနာမှာလှူမတန်ဃာတွေကိုလှူမဖះကိုလှူမကုသိုလ်ကြီးတယ်လို့ဟောနေတဲ့ဒိဋ္ဌိတွေကပြောတာဟုတ်အဲ့တော့ကောသလမင်းကြီးကဘယင်ဆိုတာအလုံးကဂရုစိုက်ကြတာအဲ့တော့အဲ့ဒီစကားကြတော့ဒါကိုအဖြေရအောင်ဖះကိုသူမေးလျှောက်ရှင်ဖះတဲ့တတိပြီးတော့ဘယ်သူလူရမလဲဖះတတိပြီးတော့ဘယ်သူလူရမလဲဖះအပြင်မှာထွက်နေတဲ့ကောလာဟာလာကမတ်စွာဘုရားကပြောတယ်တဲ့
ဖះကိုလူတန်ဃာကိုလူပေါ့နော်ဖះကိုလူတန်ဃာကိုလူမှအကျိုးကြီးတာတခြားကိုလူရင်အဲ့လိုအကျိုးမရဘူးအဲ့တော့သူ့ကိုလူခိုင်းနေတယ်စကားဆိုတာဒီလိုကကောသလမင်းကြီးကပြိတ္တတွေချားတယ်မှာရှင်ဘရင်နဲ့ပြိတ္တဆိုတာနဲတဲ့ပြိတ္တပါဟုတ်တာရှင်ဘရင်ကအဲ့ကောလာလာကိုဖျောက်ချင်လို့ဖျောက်ချင်ဖះကိုမင်းရှင်ဘုရားတဲ့တပည့်တော်ဒါနလုပ်ချင်တယ်တဲ့ဘယ်သူလူရမလဲတဲ့ပြိတ္တကမှာကိုဖန်းလောက်တာအဲ့ဒီကောလာဟာလာရှိနေလို့ကောလာဖះကသူ့လူတန်ဃာလူလို့ပြောလို့တဲ့ဒီမှာကောလာဟာလာဖြစ်အဲ့ဒါဖះကပြောတယ်မင်းကြိုက်တဲ့စုလူတဲ့ကြည့်ဒီစကားကဘလောက်ရေးကြည့်ခုနကခွေးလေးကိုအန်ကျွေးခဲ့တာဒါပေမဲ့သူ့စိတ်ထဲမှာသူ့တစ်သလုံးတခြားလူသားတွေအားလုံးတဲ့အဲ့အလှကိုသူမွန်မြတ်ကျွေးစရာကမပါဘူးခွေးလေးကပင်းလိမ်မသေးတော့မှနောက်ကခွေးလေးတွေကပေါက်စားတယ်ပေါက်ထတာအများကြီးဒီနေ့ဒီမှာလည်းအင်ဂျီယာမရှိဘူးဒီခွေးဘလို့ဒီနေ့ရောက်နေမှလည်းမသိဒီခွေးကိုကျွေးမှကိုဖြစ်မှာပါစားစရာကလည်းမရှိကိုစီမှာအပူဘာမှပါမလားနောက်ဆုံးစားလာတဲ့ထမင်းအန်ကျွေးပြစ်တာဒါထိုးပြီးတော့ဒီအန်ဘက်ကိုဒီခွေးကလေခွေးဆိုတာအန်နေဟောအန်ဘက်ကသူ့တော်ဘာမှမဟုတ်တာဟိုခွေးဆိုတာခွေးအတွက်ကစားလိုက်တာကြည်ပြီးပီတိဖြစ်ဒီကုသိုလ်နဲ့ကုသိုလ်တွေအများကြီးဖြစ်ပုဂ္ဂိုလ်ကအညံ့ဆုံးဖြစ်ပေမဲ့ကိုကဝမ်းမြောက်တာအလွန်ဝမ်းမြောက်သွားလုပ်တဲ့အလုပ်ငန်းကတာမန်စေတနာမဟုတ်ဘူးလေဘယ်သူမှဒီလိုအန်ဂျီကိုစဉ်းစားမှာမဟုတ်ဘူးလေသူစိတ်ကဒီပုံမှာတအားကိုဒါကြောင့်ကိုမုံမြတ်တဲ့သူစီလှူလို့ပြောတာခွေးကျွေးလို့မုံမြတ်တဲ့လူခွေးပဲကျွေးလို့ပြောချင်အောင်ဆုံးခုလမ်းမေးခွေးတွေကျွေးတယ်ဟဲ့နင်တို့ဘာလို့ကျွေးတာလဲကျွေးတော့လေကုသိုလ်တော့မပေးပါဘူးပြီးနော်လမ်းမေးခွေးဆိုတာကအနေရောရှိတယ်လမ်းမေးခွေးတွေမယူခွေးယူရင်အဲ့ခွေးဘက်ခနဲ့တူတာသေတာလမ်းမေးခွေးကျွေးတဲ့သူတွေဒီလမ်းမေးခွေးတွေရဲ့အန်တရေကိုဘယ်လိုတောင်းယူကြမှာလဲအဲ့ဒါလေးတော့ရေးဆိုင်ကြအောင်နော်မကျွေးနဲ့လို့မတားနဲ့ညံသမားကသဘောပေါက်ဟဲ့နင်လမ်းမေးခွေးတွေကျွေးအဲ့လမ်းမေးခွေးတွေယူလို့အဲ့လမ်းမေးခွေးကိုက်လို့ခွေးရောကရဘယ်လိုလုပ်မှာလဲအဲ့ဒီအတွက်ဒီဘယ်လိုလုပ်ကြမှာလဲအဲ့ဒါလေးတော့ကိုစဉ်းစားကြရလားစဉ်းစားကြအောင်နော်တောင်းယူကြအောင်နော်ဒါတော့တော့မတောင်းဒါပေမဲ့ညံနေတော့သုံးသက်ပြီသူကခွေးချစ်တာဟုတ်ခွေးလေးတွေမစားရဘူးဆိုပဲမြင်တယ်ကြွေးချစ်ခွေးကြောင့်ဖြစ်မဲ့အနေကိုသူမသိဘူးမတွေးသေးဘူးသူညာကအလောက်မမီပေါ့ညံကနေတယ်လက်ရှိဟာလောက်ပဲမြင်တာနောင်ဘာဖြစ်မလဲလို့မမြင်ဘူးနောင်အနေကိုမတွေးဘူးကိုသားသမီးမဟုတ်တာနဲ့ပြောရင်ကျေနပ်တယ်မျိုးပေါ့မဲဂိမ်းဆော့ပြီးပြောနေကျေနပ်မင်းငိမ့်နေပြီးတာပဲဖုန်းလေးပြီးတာမင်းငိမ့်နေပြီးတာပဲနောင်ကြမှာအဲ့ဒီအဆိုးကျိုးတွေကလာရောညာရှိရမိပါတယ်ကြတော့မပေးဘူးစားပဲဖက်ဘလို့ပဲစို့ကလေးပဲပြောမလဲပြောချင်တာမလုပ်ပါဘူးဒါပေမဲ့လှုပ်တင်တာလှုပ်အောင်ခိုင်းရမိဘဟာကလေးကိုလှုပ်တင်တာလှုပ်အောင်ခိုင်းရတယ်ဒီရွယ်မှာဖုန်းပေးမကိုင်းဘူးဒီရွယ်မှာစာနဲ့ပတ်သက်တာပဲ tablet ကိုပေးကိုင်းမယ် laptop ကိုပေးကိုင်းမယ်16နှစ်အောက်18နှစ်အောက်ကိုဒီလိုတွေပေးမကိုင်းဘူး social media တွေပေးမသုံးဘူးသုံးနေတဲ့သူတွေကပြောတာပေါ့ဒါပေမဲ့ကောင်းကျိုးဆိုးကျိုးကိုပြန်ကြည့်လိုက်ကိုလည်းပြန်ကြည့်ကိုရောကောင်းကျိုးဆိုးကျိုးကိုပြန်ကြည့်ဘယ်ဟာကကောင်းကျိုးတွေများလဲဘယ်ဟာကဆိုးကျိုးတွေညံဆိုတာဒီလိုတော့ဒါနဘက်ကထွက်ပြောပြကောင်းတော့ကောင်းတယ်မြုပ်သီးဆက်တယ်ဆိုတာဖြစ်ဆက်ဖြင်းနေပါဆိုကောင်းသလားဆိုတော့ကောင်းတယ်ဒါပေမဲ့ဆက်ဖြင်းနေဒီလိုတွေလည်းရှိတတ်ကောသလမင်းကြီးကဒီလိုရှောက်တဲ့အချိန်ဒါနကိုပြောခွေးလူတဲ့ပုဂ္ဂိုလ်ဟာခွေးပေါ်မှာဒါနဖြစ်တာခွေးပေါ်မှာသူ့ရဲ့စိတ်ကပီတိဖြစ်တာခွေးကျွေးရတဲ့ပုံမှာပီတိဖြစ်ပြောချင်တာကိုဝမ်းမြောက်မဲ့လူကိုမုံမြတ်တာကိုလှူဒါနမှာအဓိကကကိုယ့်ရဲ့စေတနာအလှူခံပုဂ္ဂိုလ်ကအဓိကမဟုတ်ဒါကြောင့်မို့လို့ဒါနနဲ့ပတ်သက်ရင်ခွေးတောင်လှူခိုင်းလို့ဟဲတန်ဃာကိုရီမှန်းပြီးလှူတန်ဃာတော်တွေကပြောတယ်။အိုးနားမလဲတဲ့မိစ္ဆာဒိဋ္ဌိတွေကမျိုးစုံပြောတယ်။အဲ့ဒါကသူ့ကိုထောက်ပံ့တယ်လို့ဖြစ်မှာပေါ့။ဝင်းဒီမလေးစားတဲ့ပုဂ္ဂိုလ်မလှူနဲ့
ဝင်းကြီးလေးစားတဲ့ပုဂ္ဂိုလ်ကိုရွေးလူလို့ပြောရင်ကုသိုလ်ရခွေးမကြွေးနဲ့လို့ပြောရင်အကုသိုလ်ဖြစ်ဒါနောက်ကိုပြပြလာဟုတ်အေးဒါပေမဲ့ပညာတော့နောက်ကထည့်ရသဘောပေါက်ပါနော်တခါတလေလူတွေကကိုပြောချင်တိုင်းပြောနေကြတယ်ဘောမပေါက်အေးဟုတ်တယ်မင်းတို့အဲ့ဒါကြွေးလို့ရှိရင်မင်းတို့သူတို့ရဲ့ဆိုကြသူတို့သားတွေပေါက်မှာအဲ့ဒါတွေအတွက်လည်းထဲတော့စဉ်းစားကြရဲ့လားအဲ့ဒီလိုတွေထဲစဉ်းစားအောင်နော်မကြွေးနဲ့လို့မပြောမကြွေးနဲ့လို့တောင်ပြူနဲ့လို့မပြောကျွေးတဲ့သူရှိလို့ဒီလမ်းမေးခွေးတွေကဒီနန်းလေးမှာကျွေးတဲ့သူရှိလို့ဒီလမ်းမေးခွေးတွေဒီနန်းနေနေကြတယ်ကျွေးမဲ့သူမရှိရင်ဒီခွေးတွေဘယ်သူမှဒီနန်းမနေဒါရှင်းရှင်းလေးပဲခွေးဆိုရယ်စားရတာအေးအဲ့တော့အဲ့နန်းလေးမှာဒီနန်းလေးကလူတွေကကျွေးရင်ဒီနန်းလေးကလူတွေကအဲ့ဒီခွေးတွေကဒုက္ခကိုသူခံရမင်းတို့ဒီထိပါတွေးပေါ့ဆိုးကျိုးတွေလည်းရှိမယ်ကောင်းကျိုးလည်းရှိမယ်ကျွေးတာစေတနာပြီးကောင်းကျိုးရမယ်အေးနောက်ကနေပြီးတော့ကောင်းတော့ကောင်းတယ်ဆက်ဖြင်းဖြင်းနဲ့တော့မလုပ်နဲ့အေးအဲ့ဒီကိုသားသမီးကြမှာကိုကလေးကြမှာဟုတ်ခွေးယူကထွက်ကြိုက်တော့မှကိုဒုက္ခရောက်မယ်အဲ့ဒါထိပါတော့တွေးခွေးတွေပေါက်ချင်တိုင်းပေါက်ပြီးတော့မှအိုးခွေးရောဂါရတဲ့အချိန်ကြမှာဒီထိတွေးနော်တိတက်တဲ့လူကတော့ပြောပြခွေးမကျွေးနဲ့လို့ပြောအေးအဲ့ဒီအန်တရေအဲ့ဒါကိုပါသေချာတွေးညာရှိတဲ့သူကြဒီလိုပြောညာရှိတဲ့သူကြတော့လေအိုးဝင်းကြီးလေးစားတဲ့သံဃာတော်တွေကိုလှူဒါပေမဲ့စေတနာကအဓိကကိုလှူတဲ့ကိုစေတနာကအဓိကကြည်နော်ဌာနခြုံပြီးပြောခြင်းတို့ဒီကနေ့ဖះနဲ့ပတ်သက်ပြီးတော့ကိုယ်ပြားလိုက်တာဒါတွေကလောကမှာလေအတန်တွေမျိုးစုံထွက်နေလို့ဒီဌာနတော့ဘောကဝါဒီသွားစမ်းမှာကွာဆိုပြီးပြောတဲ့လူတွေပါတွေ့လာရအားကောင်းတာတွေတွေ့လာအိုးဒီလူတွေတရားလဲမနာကြမြတ်စွာဘုရားရဲ့ဒါနကိုဘယ်လောက်သဘောပေါက်တယ်လေဒါနကဘယ်လောက်ကြိုးကြီးတယ်လေဝိပဿနာဉာဏ်ဖြစ်အောင်ကြိုးကြီးတယ်ဟိဝိပဿနာဉာဏ်ရဲ့အခြေခံဟိကိုယ်စိတ်ကလေးကြည်နူးကျေနပ်သွားတယ်ကိုလူထားတဲ့အလှူကိုစဉ်းစားလိုက်ကိုစဉ်းစားတိုင်းကိုယ်စိတ်ထဲမှာကြည်နူးသွားတယ်ကျေနပ်သွားတယ်ပီတိဖြစ်သွားတယ်ဒီအလှူမျိုးဒီအမြတ်ဆုံးပဲမြတ်စွာဘုရားကဟောကောသလမင်းကြီးတုန်းကတော့ဘယ်သူလူရမလဲလို့ပြီးတော့မင်းမုံမြတ်တဲ့စီကိုလူချင်းတဲ့စီလူတဲ့ကြည်ဒါဖះနဲ့တရားတွေသံဃာတွေရဲ့အဆုံးအမတပည့်တော်ဘယ်လူရမလဲလူကိုလူချင်းတဲ့စီကိုလူတပည့်တော်တို့ကဆေးရုံမှာလူချင်းတာဖះဆေးရုံမှာလူတွေကတကယ်ဆင်းရဲနေတာလှူဖို့ကောင်းတာတပည့်တော်ကမရှိတဲ့သူမှလူချင်းတာဖះလှူဖို့ကောင်းတာပေါ့ကိုယ်စီရနာကဒီပုံမှာကြီးတာဟုတ်ကိုယ်စီရနာကဒီပုံမှာကြီးတာဟုတ်မရှိတော့မှလှူချင်းတာလေဆင်းရဲတော့မှပေးချင်တာလေပေးပေါ့ကောင်းတာကိုယ်စီနာကအကျိုးပေးမှာပေါ့ကောသလမင်းကြီးကထပ်ပြီးတော့မှကောသလမင်းကြီးကသဘောပေါက်မိကုံးကိုပြောင်းပြီးမြတ်စွာဘုရားစီကဘာလို့ဒီစကားထွက်တော့မြတ်စွာဘုရားအဲ့ဒါဆိုတပြည့်ပြန်ပြောင်းပြီးပါအောင်ဘလို့လူကိုဘလို့သူတွေကိုလှူမှကုသိုလ်ဟာအကျိုးကြီးတယ်လေဟောဒီကြမှာမြတ်စွာဘုရားပြောင်းပြီးမင်းမတူးတော့တယ်မင်းမိကုံးနှစ်ခုတပည့်တော့ဘသူလှူရမလဲအေးမင်းကြိုက်တဲ့စီဒါပေမဲ့ဘသူကိုလှူမှအကျိုးကြီးမှာလေဒီမှာကြမတူတော့ဘူးတဲ့ဒါအလုံးကြဘူးပြီးသားပေါ့လေဒီနန်းလေးကိုပြန်သတိပေးဒါကကြာဘူးပြီးသားဆိုတော့အဆင့်ဆင့်သွားတယ်ပေါ့ဖះဟိုရိုးပုထုဇဉ်သောတာပန်တဂရကအနာဂံယန္တာတဆင်းတက်သွားနောက်ကြတော့ဖះပုဂ္ဂလလူမှာဖះအများဆုံးဟောပုဂ္ဂလလူပြီးတော့ခါမှာဖះမှုရှိတဲ့တန်တာဦးဆုံးကတ်တယ်အကြောင်းလေးသွားရင်ဖះလည်းဆုံးကတ်ဦးဇင်းတို့အကြောင်းတွေမှာတော့အောင်ဆုံးကတ်နေဆုံးကတ်ဖះကိုလည်းဆုံးတော့ကတ်တန်ကိုလည်းကတ်ဖះမှုရှိတဲ့တန်ခါကိုလူလာမှာအမျက်ဆုံးဆိုတာထွက်လာဒါကြောင့်မို့တန်ခါရဲ့ဂုံဘုတ်ကအနုတ္တရပုံညာဖြစ်တဲ့လောကတ္တအကောင်းဆုံးသောလေယာမီခုကြဖះကျတော့စိတ်မှန်းတဲ့ကြည်ညိုပူဇော်ရတာတကယ်ရှိတာကတန်ခါကိုအဲ့တော့တန်ခါကိုလှူချဘယ်အလှူကအကျိုးကြီးဆုံးလို့ပြောတဲ့အချိန်ကြမှာဖះမှုရှိတဲ့တန်ခါကိုလှူတာကအကျိုးကြီးဆုံးဒီကုန်းကတူးနော်အကျိုးကြီးခြင်းလို့တချို့လည်းပြောတာပေါ့လေတပည့်တော်တို့ကအဲ့လိုကြတော့စီဝါတွက်ရမရဘူးလားတဲ့လေမြေတွေရှိတယ်ကြိုက်တဲ့လေကိုစိုက်
ကို့မှာကမျိုးစေ့ကတပြေပဲရှိတာတည်င်းပဲရှိတာကောင်းတဲ့မျိုးကိုကျဲမှာလားမကောင်းတဲ့မျိုးကိုကျဲမှာလားဟုတ်ကိုရွေးလိတာတော့တပည့်တော်တို့ကစီဝါလောက်တာမဟုတ်ဘူးဖေကျဲချင်တဲ့နေရာကျဲမှာပဲကျဲပေါ့ဒါကိုရွေးချက်ကိုလုပ်ချင်တာကိုလုပ်လို့ဖေပြောပြီးသားကိုမိကုန်းလေးတွေထွက်တယ်ပေါ့လေဒါနနဲ့ပတ်သက်ရင်နည်းနည်းလေးတွေတွေ့နေရတုံးပဲတွေ့နေရတုံးပဲဒါတွေတွေ့ရင်ကိုယ်စိတ်ထဲမှာတမျိုးဖြစ်မှာဆိုမြတ်စွာဘုရားရဲ့ဒါနနဲ့ပတ်သက်တဲ့သီလကျတော့ပြဿနာမတက်ကြပါဘူးဒီဒါနမှာလာပြီးတော့သိရမယ့်အသည့်တွေမသိကြဘူးကိုစေတနာအကြီးဆုံးနေရာမှာလှူတောတာပန်ကတော့သာသနာကလွဲပြီးတခြားနေရာကိုလှူစရာမရှာတော့ဘူးဘာလို့လဲဆိုတော့သူ့ရဲ့ဒီအသည့်ကဒီသာသနာကနေရှာသူဒီလိုသောတာပန်ဖြစ်လောက်အောင်ဒီသာသနာဒီတရားဒီသံဃာဒီဖရာကနေဒီရတော့ဒီသာသနာဟာဘလောက်ကြိုးကြီးတုံးသိတော့ခါကြတော့သူကဒါကိုပဲတည်တန်းစေချင်တာဒါကိုပဲဆက်ပြီးပြန်ပွားစေချင်သာသနာပြင်ပမှာလှူစရာမရှာဘူးတဲ့အသောတာပန်ရဲ့စိတ်ထားတယ်မှာတခုပါသာသနာပြင်ပမှာဆရာမရှိတော့ဘူးသူအတွက်လှူတာတော့လှူပါတယ်နာတမီလည်းလှူတာပဲလေအိုးတခြားဒိဋ္ဌိတွေလည်းလှူတာပဲလေဒါပေမဲ့ပူဇော်တဲ့အလှူဒါနအလှူပါဆရာအနေနဲ့လှူတဲ့အလှူမှာဆရာကိုပူဇော်တဲ့လှူတဲ့အလှူမှာတော့ဖခင်တရားငါတို့တခြားမရှိတော့ဘူးတဲ့သူဆရာဖခင်တရားတန်ငါပဲရှိတော့တယ်သူကတကယ်သိသွားပြီဒီထိသိပေါ့လေဒါနမပြောတာကြလို့နည်းနည်းပြန်ပြောပြဒါနနဲ့ပတ်သက်ပြီးပြောနေကြတာဟာမင်းတို့ဒါနတော့ဘောခဝါရီသွားစမ်းပါဒါသွားစမ်းပါကွာဆိုတော့မဟုတ်လို့လားကိုကလက်မခံတာလားပြန်စဉ်းစားပေါ့လေပြန်စဉ်းစားကိုမူမြတ်တဲ့နေရာကိုလှူစမ်းပါကိုကခွေးကျွေးရတာမူမြတ်တဲ့သူကျွေးပေါ့ကောင်းကျိုးဆိုးကျိုးဟုတ်လမ်းမေးခွေးကျွေးရင်တော့ဆိုးကျိုးတွက်ပြပေါ့ပညာရှင်တွေကတွက်ပြတယ်ပုပ္ပတောင်မှာပုပ္ပကမြောက်တယ်ပုပ္ပတောင်မှာမြောက်တယ်မြောက်စာကျွေးတာဘုံတောင်မှာမြောက်တယ်မြောက်စာကျွေးတာရေခွန်တောင်မှာရန်ကင်းတောင်မှာမြောက်တယ်ကိုမြောက်စာကျွေးတဲ့တောင်မှာကျွမ်းကျင်ပညာရှင်တွေကတွက်ပြကောင်းကျိုးဆိုးကျိုးဉာဏ်ရှိတဲ့သူကြတော့ကောင်းကျိုးများတာကိုလုပ်တာပေါ့ဉာဏ်မရှိတဲ့သူကြတော့အဲ့လိုပြောလို့ကောင်းပါပညာနေတဲ့သူကြတော့ကိုလှုပ်ချင်တာလှုပ်ပညာအားကြီးတဲ့သူကြလှုပ်တဲ့နာကိုလှုပ်လှူတဲ့နေရာမှာလှူတယ်ဉာဏ်ကြီးတဲ့သူကလှူတဲ့နေရာမှာလှူတယ်ဉာဏ်နေတဲ့သူကြလှူချင်တဲ့နေရာမှာလှူအကျိုးကျေးဇူးတော့ကွာသွားမှာဒါပေမဲ့စေတနာကအဓိကလို့လည်းပြောထားတာဟုတ်စေတနာကအဓိကလို့ပြောထားတာဟုတ်လှူတာမှာကြတော့ဉာဏ်ကအဓိကလို့ပြောထားတာမဟုတ်ပြန်သူကလည်းပြန်ကြည့်တော့သူစေတနာကြည့်ရင်ကြီးသလောက်လှူခြင်းအကျိုးကျေးဇူးကိုရမှာပဲဒါပေမဲ့ကြည့်အမျက်ဆုံးကုသိုလ်ကြည့်နော်တခြားခွဲပြနေတာဒါနကိုဒီကနေ့ဥပုသ္တိလာလည်းယူထားသီလကြတော့သိငင်းစရာမရှိတော့သီလဘက်ကမပြောတော့ဒါနကလေတချို့တွေကခုချိန်ထိဒါမလဲကြသေးဘူးဖေမြတ်စွာဘုရားသာသနာကမြန်မာနိုင်ငံကိုရောက်တာကြားလာပြီဒါနနဲ့ပတ်သက်ပြီးကိုချေမြင့်မသိကြဘူးချေမြင့်သေးချာမသိကြဘူးကိုမှစိုက်เสียကဒီမျိုးစီပဲရှိတော့အကောင်းဆုံးလေယာဉ်မှာစိုက်လို့တန်ခါကိုလှူတာဟေးတန်ခါကိုလှူတဲ့ပုံကိုယ်တွေဟာကိုမှကလှူเสียကဒီမျိုးစေ့ကဒီလောက်ပဲရှိတာကျဲเสียမျိုးစေ့ကဒါပဲရှိတာလှူတယ်ဆိုတာကပြိုးကျဲရနဲ့တူတာဟုတ်မြေမကောင်းရင်နည်းနည်းပဲပေါက်ဒါကအလှူခံဘက်ကမြေရွေးတဲ့ဘိုင်းပေါ့လေအနုတ္တရပုံညာခိတ္တအကောင်းဆုံးသောလေယာဉ်မြေတန်ခါရဲ့ခုံသိခုံဘုတ်ကတန်ခါဒီအကောင်းဆုံးသောလေယာဉ်မြေဖြစ်လို့တန်ခါကိုလှူကြတာဟုတ်ဘလောက်ကောင်းလုပ်တဲ့သူရဲ့လေလုပ်တဲ့သူရဲ့ပညာကျွမ်းရင်မကောင်းတဲ့လေတောင်မှပို့အထက်မနှုံးကကောင်းတဲ့လေနဲ့တွားပြီးတော့ရှင်းနိုင်တယ်ပေါ့ဒါကြစေနာနဲ့တူလုပ်တဲ့သူရဲ့အလှလုပ်တဲ့သူရဲ့မွန်မြတ်တဲ့စေတနာပီတိတခါလေတန်ငါလူတာမဟုတ်ဘူးခုနခွေးကြွေးတာတောင်မှသူ့ရဲ့အကျိုးကျေးဇူးအကြီးရစိတ်ကလေးတူရင်ကျိုးပေးတူတယ်စိတ်ကလေးကစေတနာကလေးကအားကောင်းရင်အကျိုးပေးကအားကောင်းစေတနာကတိတ်ကြီးရင်အကျိုးပေးကတိတ်ကြီးတယ်ကြည့်နော်ဖြည်းဖြည်းချင်းတခြားပြောပြီးမိမိတို့ဟာဒီပုံမှာစေတနာတိတ်ကြီးလေအကျိုးပေးကကြီးလေဉာဏ်ကောင်းတဲ့သူကြတော့သူဟာဉာဏ်နဲ့တွက်
ပညာနဲ့စဉ်းစားဒီအကျိုးကဘယ်လောက်ထိရောက်မှာဘယ်ထိသွားမှာဘယ်လိုလုပ်မှာ तू ကပူပီတိဖြစ်တတ်တယ်ဒါဖြစ်တယ်လို့ပြောတာမဟုတ်တော့ဖြစ်တတ်တယ်လို့ပြောတာတချို့ကြလည်းမဟုတ်ဘူး तू လူချင်းတဲ့ဆရာတော်ကြီးတွေလှူလိုက်ရလူရမမပြောနဲ့ဆရာတော်ကြီးလှူလိုက်ရတာကို तू မှာကပီတိဖြစ်တယ်လူရမပြောနဲ့ तू ကအဲ့ဒီပုံမှာပီတိဖြစ်တယ်ဆရာတော်ကြီးဖူးလိုက်ရတာကွာပီတိဖြစ်တာသူတနာသီလာဘာဝနာဘာတိုးလို့ဆရာတော်ကြီးဖူးရတဲ့ကိုယ်တော့တိုးတာဂျင်းနဲ့တဲကအဓိကက तू ဂျင်းနဲ့ဖို့ဓမ္မပီတိလှူရရင်ဂျင်းနဲ့ဖို့ဖူးရတာကိုဂျင်းနဲ့ဖို့သီလဆောင်ရတာကိုဂျင်းနဲ့ဖို့တမာရီအထောက်ရတာကိုဂျင်းနဲ့ဖို့ကိုပညာဘာဝနာအလုပ်တွေဖြစ်ရတာကိုဂျင်းနဲ့ဖို့မြတ်စွာဘုရားရဲ့ဤရွယ်ချက်အမြတ်ဆုံးတော့ဘယ်လိုလုပ်ရလဲကိုစိတ်ဂျင်းနဲ့အောင်အဲ့ဂျင်းတဲ့စိတ်ဟာစိတ်တဝိတ္တုတွေဒိဋ္ဌိဝိတ္တုတွေသုံးပါနော်ရည်ရွယ်ချက်ဒီအဆုံးတော့မဟုတ်သေးဘူးအဲ့ဒါအစကိုစိတ်ဂျင်းနဲ့အောင်လုပ်တဲ့အလုပ်ဟာအမြတ်ဆုံးပဲပီတိဖြစ်အောင်လုပ်နိုင်တဲ့အလုပ်ဟာအမြတ်ဆုံးပဲအဓိကချက်ကဒါကိုကစေယုံကြီးစေယုံနဲ့ကျွေးမှကိုပီတိဖြစ်တဲ့ပုဂ္ဂိုလ်ကျွေးပေါ်စေပါအိုးဘာကကြောင့်ဒီမှာရှိတဲ့ကလေးတွေကိုလှူပြရတဲ့ကြိုက်အိုးနေဆက်ဒေတာမှာသာသနာပြုလုပ်ငန်းတွေလုပ်နေတာကိုမှကိုကမုံမြတ်ကိုမုံမြတ်တာကိုလုပ်ကိုစေရနာကကိုကိုကြိုးပေးတာကိုဘာမုံမြတ်ကိုအမုံမြတ်ဆုံးလူကိုရွေးလုပ်ဒါနနဲ့ပတ်သက်ရင်ဒါမဲ့စားပြစပြတဲ့လောက်ကအားကိုကြိုက်တာလူကွာဆိုတာဒီထီကိုဖွင့်လိုက်အဲ့ဒါကိုမှဖះအလိုကြဘယ်လိုလုပ်ရမလဲကိုယ်စိတ်ထဲမှာပီတိဖြစ်လောက်တဲ့အလုပ်တွေပီတိဖြစ်လောက်တဲ့အရာကိုလုပ်မမေ့လောက်မဲ့အရာတွေကိုလုပ်ပေါ့ကိုယ်စိတ်ထဲမှာမမေ့လောက်တဲ့အလှူတွေကိုလှူပေါ့အဲ့ဒါဆိုရင်အဲ့ဒီပုံမှာကိုဟာပီတိအမြဲတမ်းဖြစ်နေတယ်ပီတိအမြဲတမ်းဖြစ်ရင်ပီတိဖြစ်တဲ့စိတ်ဒီအမှန်ကိုမြင်ဖို့ဒိဋ္ဌိဝိတ္တုတွေကိုအားပေးပါတယ်စိတ်တဝိတ္တုတွေလို့ခေါ်တာကိုလှူတဲ့ပုံမှာဖြစ်နေတဲ့ကျေနပ်မှုကိုဥပုသ်ဆောင်တဲ့ဒီကနေ့ဟွာဆိုလာပြီဥပုသ်ဆောင်နဲ့ဆိုတာယဟန္တာတွေလို့တရက်နေလိုက်တာရှင်သာရိပုတ္တရာကြီးလို့တရက်နေတာရှင်အာနန္ဒာလို့တရက်နေတာရှင်မာကတ္တပကြီးလို့တရက်နေတာရှင်ကုဋ္ဌင်ညာလို့တရက်နေတာအဲ့ဒါကိုဥပုသ်ဆောင်နဲ့ခေါ်ဥပုသ်ဆောင်နဲ့ဆိုတာရှင်မာကုဋ္ဌင်ညာကြီးလို့အရှင်သာရိပုတ္တရာကြီးလို့အရှင်အာနန္ဒာတို့လို့ရာဟုလာလေးတို့အရှင်နုရုဒ္ဓရာတို့လို့အရှင်မာကတ္တပတို့ဒီကနေ့တရက်ကိုရဟနာမထေရမြတ်ကြီးတွေနေသလိုငါနေမယ်ဆိုပြီးနေတာကိုဥပုသ်ဆောင်တယ်လို့ခေါ်တာဟုတ်ရဟနာတွေလိုနေတာကိုဥပုသ်လို့ခေါ်တယ်လို့လည်းပြောရရင်ကြာကြာနာနာနေပေါ့ဘာဝနာလုပ်ငန်းတွေအလုပ်လုပ်ချိန်များဖို့အတွက်နိစ္စဂီတတွေအကုန်ရက်လှခြင်းပါခြင်းမာလာကဏ္ဍဝိလိပနာတွေအကုန်ရက်အပိုက်ကအပိုလုပ်ငန်းတွေအကုန်ရက်ပြစ်ပြီးတော့အရှိတိုင်းလက်ခံအရှိတိုင်းဘာဝနာလုပ်ငန်းတွေပို့ပြီးလုပ်လို့ရအောင်အချိန်ပို့ထုတ်လို့ရအောင်လုပ်တယ်လောဘနဲ့အချိန်မကုန်အောင်လိုချင်တတ်မှတ်တာတွေနဲ့အချိန်မကုန်အောင်လို့စောင့်ထိန်လိုက်ဥဘောတထလို့ခေါ်ဒါကသီလထိဒီလိုသွားအဲ့ဒါကိုတေချာတွေငါဒီနေ့တရက်တော့ရဟန္တာတွေလိုမျိုးနေဝင်ရပြီအဲ့ဒါကိုဥပုသ်ဆောင်နဲ့ခေါ်တာဟိုရဟန္တာတွေနဲ့အတူထပ်တူလိုက်ခြင်းဒီနေ့တရက်အဲ့လိုနေမှာဟောနေရင်နဲ့ကိုပီတိတွေဖြစ်ကိုသီလအဲ့ဒီလိုပီတိဖြစ်အောင်သီလကိုစောင့်တာအဲ့ဒီလိုပီတိမျိုးပေါ်အောင်ဒါနကိုလှူရတာအဲ့ဒီလိုပီတိမျိုးပေါ်အောင်သမထကိုအထုတ်ရတယ်ဗုဒ္ဓနုတ္တိစိတ်ငြိမ်တော်မူသောမြတ်စွာဘုရားစိတ်ကြည်တော်မူသောမြတ်စွာဘုရားစိတ်အေးတော်မူသောမြတ်စွာဘုရားစိတ်ရှင်းတော်မူသောမြတ်စွာဘုရားတိမ်မွေ့နုညံ့တော်မူသောမြတ်စွာဘုရားစိတ်လူမဟုတ်စိတ်ကလေးကမုဒုသိဖြစ်တယ်မြတ်စွာဘုရားစိတ်တော်ဟာတိမ်နုညံ့တိမ်မွေ့ကျန်တဲ့ခဋ္ဌနာတစ်ခုမှမရှိဟောအဲ့ဒါလေးတွေပွားနေမိတုကူယူဖခင်ရဲ့ဂုဏ်ကိုကိုယ့်ရဲ့စိတ်မှာမိတုကူယူတယ်ဗုဒ္ဓနုတ္တိမိတုကူတာပဲမူရင်းကောင်းလို့တော့မိတုကကောင်းတော့တာပေါ့အဲ့ဒါကိုမိတုကိုလေစာအထုတ်ခါသားလူကြတော့ဝါတာတာလေးမြင်မပါဘူးပေါ့မြင်နေနေတာမြင်အားကောင်းလာရင်ထပ်တူရမိတုကပြည့်စုံရင်မိတုကမူရင်းနဲ့ခွဲတော့မရဘူးလေဒါတော့မိတုနဲ့မူရင်းကိုပြပြတာပါဖခင်စိတ်နဲ့တော့ဘယ်တူမလဲကိုကကိရိတာကင်းတာလေးတွေစိတ်ရှင်းတာလေးတွေတော့ထပ်တူတူရင်တူးလာနိုင်တာစိတ်ကြီးတာလေးတွေတော့တူးလာနိုင်တာပေါ့
ကိုပထမဇန်ဒါမြင်တောင်ပြောတာပါကိုပထမဇန်စိတ်တိရရင်ဘုရားပထမဇန်စိတ်အထုတ်နေတဲ့စိတ်နဲ့တော့သွားတူမှာဒါတော့မြင်တောင်ပြောလို့ပြောပြီးပြီနော်နိုင်တာမဟုတ်မိတူကူတယ်ဆိုတာဒီလိုလို့ပြောချင်စိတ်ကြည်တော်မူသောမြတ်စွာဘုရားစိတ်ရှင်းတော်မူသောမြတ်စွာဘုရားစိတ်အေးတော်မူသောမြတ်စွာစိတ်ကဟရယဝတ္ထုလို့ဆရာသမားတွေကပြောတာဘာလို့လို့ဆိုတော့စာပေရ theory ရတွေပြောကြတယ်ရှိပေမဲ့ဒီလိုမျိုးပွားပြီးဆိုရင်じゃဟရယနှလုံးကိုအယုံပြုပြီးတော့ရှိရင်ပိုပြီးသိတာအဲ့ဒီဟရယမှာနှလုံးမှာစိတ်ကလေးကမငြိမ်မသက်ဖြစ်နေရင်သိတာလှုပ်စိတ်ကလေးကမအေးနေရင်အဲ့မှာပူနေစိတ်ကလေးကမရှင်းနေရင်အဲ့ဒီမှာသွားပြီးရှုပ်စိတ်ကလေးကတင်းနေအဲ့ဒီမှာလည်းသွားပြီးတော့တင်းနေနှလုံးအိမ်လို့ပဲပြောပေါ့လေလူပြောရင်တော့အဲ့ဒီမှာခံစားချက်တွေတမျိုးရကိုယ်ကနှုတ်သတိပွားရင်တပြည့်တော့ဘယ်နေရာကြည့်ပွားရမလဲကိုယ်နှလုံးအိမ်သာကြည့်ဒါကြောင့်မလို့ဆရာသမားတွေကအဲ့လိုနေရာမှာအသုံးချဖို့အတွက်စိတ်ရဲ့မိယာကိုဟရယဝတ္ထုလို့ပြောခဲ့ဗုဒ္ဓနှုတ်သတိကိုဟရယဝတ္ထုကြည့်ပွားတဲ့လူကပို့ပြီးတော့လွယ်ပို့ပြီးကျိုးများဒါဒီရှိမပြောဘူးပေါ့လေခုကြုံလို့စာပြောဒီအထိကိုမရောက်မှဆိုလို့ဒီအထိတမ်းမပြောခုတော့ပြောလို့ရပြီဆိုတော့ပွားတဲ့ချိန်သမထကိုဗုဒ္ဓနှုတ်သတိကအမျက်ဆုံးပဲအမျက်ဆုံးသောသမထကဘာလဲဆိုရင်အမျက်ဆုံးသောဘာဝနာဟာဘာလဲဆိုရင်ဗုဒ္ဓနှုတ်သတိတဲ့ဒါလည်းယောဂီတွေသဘောပေါက်ထားဖို့လို့ဒီကနေ့အမျက်ဆုံးတွေတောင်ပြောနေဘသူ့ကိုလူရင်ကောင်းဆုံးလို့တန်ခါကိုလူရင်ကောင်းဆုံးဘလို့လူရင်ကောင်းဆုံးတော့ဝိပဿနာဘာဝနာရဲ့အချမ်းအယံဖြစ်စေတဲ့စိတ်ကြည်လင်အေးချမ်းအောင်လှူတဲ့အလှူအားအကောင်းဆုံးဒီလားလေလှူတွေးလားဘာဝနာအားထုတ်လို့ရလောက်တဲ့စိတ်ချနေဖြစ်အောင်စောင့်တည်တဲ့သီလသည်အကောင်းဆုံးလို့မြင်လိုက်တော့မေးထားတာတော့မရှိပါဘူးတုတ်တံဒါပေမဲ့ချက်တွေးလိုက်ဒီတုတ်တံကလေးချက်တွေးလိုက်တော့ဝိပဿနာဘာဝနာမရောက်ခင်မှာတမထဘာဝနာကိုအားထုတ်ကြတယ်တမထယာနိကပဏိဒါယဘာဝနာလို့မြတ်စွာဘုရားကသုံးတယ်သမထဘာဝနာသမထယာနိကသမထယာနိကဥပဒနာယာနိကနင်တို့တချို့ကြလဲစာနှက်တဲ့သူကအဲ့ဒါအထာကထာမှာသုံးတာလို့ဘာလို့ပြောတာကြီးရှိတယ်ဘုရားပြောတဲ့စကားကြပဏိဒါယဘာဝနာတဲ့စိတ်ကိုအာယုံမှာထားပြီးအားထုတ်တဲ့နည်းတဲ့ဘုရားကချီးကျူးတယ်ဘုရားကနှစ်ခုလုံးချီးကျူးတယ်စိတ်ကလေးတွေရှုပ်နေရင်စိတ်ကလေးတွေပူးနေရင်စိတ်ကလေးတွေနောက်နေရင်စိတ်ကလေးတွေမငြိမ်မသက်ဖြစ်နေရင်စိတ်ကိုအာယုံတစ်ခုမှထားပြီးအားထုတ်ကွာတဲ့အာနန္ဒာကိုပြောတာဘိက္ခုနုပတ္တရာသုံးယောဂီတို့ဟောခဲ့ပြီပဏိဒါယဘာဝနာစိတ်ကိုအာယုံမှာထားပြီးအားထုတ်ကွာတဲ့ကိုယ်ကိုအေးချမ်းစေတဲ့ကြည်လင်စေတဲ့ရှင်းလင်းစေတဲ့ငြိမ်သက်စေတဲ့နူးညံ့စေတဲ့တိမ်မွေ့စေတဲ့အာယုံမှာစိတ်ကိုထားလိုက်ကွာပဏိဒါယဘာဝနာလို့ခေါ်တယ်အဲ့ဒီမှာအဲ့ဒီအာယုံနဲ့စိတ်ကိုလေ့ကျင့်လိုက်တယ်စိတ်ကြည်တော်မူသောမြတ်စွာဘုရားဆိုတဲ့အာယုံနဲ့ကိုယ်စိတ်ကိုလေ့ကျင့်တယ်ကြီးလာလေဒါအလွယ်ဆုံးပြောတာပေါ့လေမေတ္တာနဲ့လေ့ကျင့်လဲရတယ်အာနာပါနနဲ့လေ့ကျင့်လဲရတယ်ဖောင်းမိနဲ့လေ့ကျင့်မယ်ရတယ်စိတ်တာနဲ့လေ့ကျင့်မေတ္တာနဲ့လေ့ကျင့်မယ်အာတုဘနဲ့လေ့ကျင့်မယ်မေတ္တာနဲ့ဘာဝနာနဲ့လေ့ကျင့်မယ်မေတ္တာဘာဝနာအာတုဘဘာဝနာနဲ့လေ့ကျင့်မယ်အကုန်ထက်အနိစ္စဘာဝနာနဲ့လေ့ကျင့်မယ်အနိစ္စဘာဝနာဒုက္ခဘာဝနာကကြတော့ညံထက်တဲ့လူတွေမှာကောင်းအနတ္တဘာဝနာတို့ကြညံထက်လုံးတဲ့သူတွေကြကောင်းညံထက်လုံးတဲ့သူတွေကြတော့အနတ္တဘာဝနာနဲ့ကိုစကြည့်လို့ရဒါကတော့ဇယက်ဒီဘောမူတီးပြီးဘာဝနာကိုရွေးချယ်ဖို့ကွာပါလိမ့်မယ်ဘလို့နေအနတ္တပညာလို့ပြောတာဘာဝနာမှာလဲအနတ္တဘာဝနာလို့အခုပြောတဲ့ပဏိဒါယမှာပြောတဲ့ဘာဝနာကြအနတ္တပညာကိုပြောတယ်ဒုက္ခပညာကိုပြောတာအနိစ္စပညာကိုပြောတာအတုပပညာကိုပြောတာဗုဒ္ဓနုတ္တိဘာဝနာကိုပြောတာဓမ္မနုတ္တိဘာဝနာကိုပြောတာမေတ္တာဘာဝနာကိုပြောတာမရဏတ္တိဘာဝနာကိုပြောတာမရဏနုတ္တိပေါ့ကြည့်နော်ကိုဆောင်တရား၄ပါးအတုပမရဏဗုဒ္ဓမေတ္တာဗုဒ္ဓနုတ္တိမေတ္တာဒီလေးခုတွေကပဏိဒါယဘာဝနာပဲဘုရားကဒါကိုကိုရံတော်လူထားရကိုဆောင်တရား၄ပါးကိုရံတော်၄ယောက်ပေါ့ကိုယ့်ရဲ့စိတ်ကိုစောင့်ရှောက်မကိုရံတော်တွေအဲ့ဒီကိုရံတော်တွေရှိနေရင်စိတ်ကလေးကဘေးကင်းပဏိဒါယဘာဝနာလိုအပ်ပါတယ်ယောဂီတို့ပဏိဒါယဘာဝနာစိတ်ကိုအာယုံမှာထားပြီးလေ့ကျင့်လို့ပဏိဒါယလို့ခေါ်တယ်အဲ့ဒါကိုသမထယာနိကလို့သုံးတာပဲမိမိတို့ဒီကိုယ့်ရဲ့စိတ်ချင်းတွေကိုပြန်ကြည့်ပါစိတ်ကလေးဒီလုံလောက်အောင်မနူးညံ့မသိမ်မွေဘူးစိတ်ကလေးဟာပီတိမဖြစ်ဘူးအေးချမ်းမှုမချမ်းသာဘူးမကြည်လင်မှုမငြိမ်သက်ဘူးမရှင်းလင်းဘူးပဏိဒါယဘာဝနာနဲ့အားထုတ်တယ်အာနန္ဒာကိုမြတ်စွာဘုရားကပြောနေတာအာနန္ဒာမင်းတို့တရားထုတ်တယ်ဆိုတာဒီလိုကွ
အာနန္ဒကမေးလို့အာနန္ဒကမေးလို့အရှင်ဘုရားတပည့်တော်တို့စိတ်တွေပင်ပန်းသွားတယ်ဗျာတရားဘာဝနာအထုတ်တဲ့ခါမှာကြာတော့လဲခန္ဓာကိုယ်ကညောင်းညာကြိုက်ခဲတာရှိတာကိုမလို့မရှက်ထိုင်နေအထိုင်နိုင်ညောင်းနေဈဉ္ဉံလဲရှောက်ဖို့ဘုရားအားပေးတာရှိဒါပေမဲ့ဒီမှာအဓိကအလုပ်ကြတော့လေဘာပြောလိုက်စိတ်ကိုကြည်လင်စေတဲ့အာယုံမှာစိတ်ကိုထားกว่าခုနပြောတဲ့တမထကမ္မထံ40မိမိတို့ဝါဒနာပိစစရိုက်အလိုက်ဟေးငါခဏနေသေးဒီဝင်လေလေးကုန်ရင်သေးမှာဒီထွက်လေလေးကုန်ရင်သေးမှာဒီလိုတွေးလိုက်ရင်ကိုအများစုကပြီးသွားမရဏတတိတိတ်အကျိုးများတယ်ဦးဇင်းတို့ပြောခဲ့တယ်ဦးဇင်းတို့ဘဝမှာအကျိုးအများဆုံးကမ္မထံကပထမဆုံးစပြီးတော့ထိထိရောက်စပြီးတော့အကျိုးပေးခဲ့ကမ္မထံဒီမရဏနုတ္တိပဲနောက်ကြမှာကမ္မထံတစ်ခုချင်းတစ်ခုချင်းရဲ့အကျိုးကျေးဇူးတွေကိုရတာပထမဆုံးစပြီးတော့ထိထိရောက်အကျိုးရတာဒီမရဏနုတ္တိကစရခဲ့ပြင်းတဲ့စိတ်တွေပျောက်တယ်ငါမနေ့ကတည်မှာဒီနေ့ဘယ်လိုနေမှာလဲနောက်တစ်နာရီနေတည်မှာဒီတစ်နာရီဘယ်လိုသက်ရှင်မှာတော့နောက်တစ်စက္ကန့်နေတည်မှာဒီစက္ကန့်ကိုဘယ်လိုစိတ်နဲ့နေမှာတော့ဒီကနေဟိုကိုသွားမှာဒီသွားပြီးဟိုရောက်ဟိုမရောက်ခင်သိနိုင်တယ်ဒီလမ်းကိုဘယ်လိုသွားမှာတော့ဒီစကားကိုဒီလိုပြောမယ်ဒါပြောပြီးသွားရင်ငါသိမှာဘယ်လိုပြောမှာတော့မရဏနုတ္တိမရဏတတိမရဏနဲ့ရှင်တဲ့မရဏပေခြင်းကိုမမေ့တဲ့တတိအခုသိနိုင်တယ်လို့မမေ့တဲ့တတိအခုချက်ချင်းသိနိုင်တယ်လို့မမေ့တဲ့တတိပဏိဒါယဘာဝနာပဲသိခြင်းတရားပေါ်မှာစိတ်ကိုမမေ့တဲ့တတိနဲ့ထားပြီးဦးဇင်းတို့အာထုတ်ခဲ့ဒါကိုအထုတ်ခဲ့ပြီးတော့ကိုရတဲ့အကျိုးကျေးဇူးကိုပြောတာပါပထမဆုံးထိထိရောက်အကျိုးအများဆုံးဖြစ်ခဲ့တဲ့ကမ္မထာကြီးဦးဇင်းတို့အတွက်ပဏိဒါယဘာဝနာယောဂီတို့အထုတ်ကြည့်ပါမိမိတို့ရှော့ပေါ့ပေါ့လေးမတွေးပါနဲ့ဒီလေးလာနေပြီးရင်သိမယ်ဒါရဟန်းတော်တွေကဒီလိုအထုတ်ကြတာဒီဝါရင်းလေးလာမှာဘယ်လိုအထုတ်မလဲနောက်တစ်လနေရင်သိမယ်ဒီတစ်လဘယ်လိုအထုတ်မလဲနောက်တစ်ပတ်နေရင်သိမယ်ဒီတစ်ပတ်ကိုဘယ်လိုနေမယ်မနေ့ကသိမယ်ဒီနေ့ကိုဘယ်လိုနေမယ်နောက်တစ်နာရီနေရင်သိမယ်ဒီတစ်နာရီကိုဘယ်လိုနေမလဲဒါမရဏတတိပြောသိချင်းတရားကိုမမေ့တဲ့တတိသိပြီးအကျိုးများပါတယ်အခုနေထူးနေမြတ်မှာမိမိတို့သိချင်းတရားကိုမမေ့တဲ့တတိကိုမပြောင်းရင်ပဏိဒါယဘာဝနာပါပဲဖရာအယုံကိုစိတ်အေးတော်မူသောစိတ်ငြိမ်တော်မူသောစိတ်ရှင်းတော်မူသောစိတ်ကြည်တော်မူသောမပြောင်းရင်ပဏိဒါယဘာဝနာမပြောက်တဲ့ကမ္မထံပေါ့ကမ္မထံအာယုံမပြောက်တော့စိတ်ပြီးစိတ်တဝိတ္တုဖြစ်စေပါလိမ့်မယ်စိတ်တဝိတ္တုစောင့်ကြည့်စိတ်ရှုစိတ်စင်ကြယ်တဲ့စိတ်ကြည်လင်တဲ့စိတ်ရှင်းလင်းတဲ့စိတ်အေးချမ်းငြိမ်သက်သိမ်မွေ့တဲ့စိတ်ဖြစ်ပါတယ်တည်ကြည်ငြိမ်သက်သိမ်မွေ့အေးချမ်းတဲ့စိတ်ကလေးကိုမပြောက်ရှင်ဘုရားကအဲ့ဒီလိုမင်းတို့ပြန်ငြိမ်သက်သွားပြီဆိုရင်အပ္ပနိဒါယဘာဝနာပေါ်တာကိုပေါ်တဲ့အတိုင်းပြန်ရှုတော့တယ်ဒါပဲပေါ်တာကိုပေါ်တဲ့အတိုင်းရှုတော့ပေါ်တဲ့အတိုင်းရှုဆိုတာဗာလေရုပ်ပေါ်ရင်ရုပ်ရှုပေါ်ဝေဒနာပေါ်ရင်ဝေဒနာရှုပေါ်ခန္ဓာဖြူနဲ့ပြောမယ်ပေါ့နော်တင်ညာဆိုတဲ့မှတ်သားမှုကလေးဖြစ်သွားရင်မှတ်သားမှုကလေးကိုရှုပေါ်ဒီမှတ်သားမှုကလေးဖြစ်သွားပါလားဒီခံစားမှုကလေးဖြစ်သွားပါလားမှတ်သားမှုကခံစားမှုမဟုတ်ဘူးရုပ်ဆိုတာကအဆိုင်ခဲရုပ်ကိုပြောတာမဟုတ်ဖောက်ပြန်တဲ့ရုပ်ကိုပြောတာဒီမှာဖောက်ပြန်တတ်တဲ့ရုပ်ကိုဒါကဖောက်ပြန်တတ်တဲ့ရုပ်အကြောင်းကြောင့်ဖောက်ပြန်တဲ့ရုပ်နာမ်ငါရောမဖောက်ပြန်ဘူးလားဖောက်ပြန်တယ်ဒါပေမဲ့နာမ်မာကတခြားထူးခြားတာတွေရှိတော့ထူးခြားတဲ့ပေါက်မှတ်ရုပ်မှာじゃနာမ်လိုမျိုးတခြားထူးခြားတာမရှိတော့သူ့မှာထူးခြားတာကဖောက်ပြန်တာပဲရှိတော့ဖောက်ပြန်တတ်တာကရုပ်နာမ်ကမဖောက်ပြန်ဘူးလားဖောက်ပြန်တယ်ဒါပေမဲ့နာမ်မာကတိတတ်တဲ့သဘောလေးတွေရှိတယ်ခံစားတတ်တဲ့သဘောလေးတွေရှိတယ်မှတ်သားတတ်တဲ့သဘောလေးတွေရှိတယ်ခိုင်းတတ်တဲ့သဘောလေးတွေရှိတယ်သူ့မှာကထူးခြားတဲ့သူ့ရဲ့ကိုယ်ပိုင်ရည်ချင်းထူးခြားမှုထပ်ရှိသေးတော့ထူးခြားတာရှိနေတော့သူ့ရဲ့ထူးခြားသောချက်ကိုပြောလိုက်တာနာမ်မှာကြတော့ရှင်ပြနာမ်ကမဖောက်ပြန်ဘူးလားမေးစရာရှိတော့ပေါ့ဖောက်ပြန်တာရုပ်လို့ပြောတော့နာမ်ကရောမဖောက်ပြန်ဘူးလားနာမ်မှာကြတော့ဖောက်ပြန်တာအပြင်ကိုသူ့ရဲ့ကိုယ်ပိုင်လက္ခဏာလေးတွေရှိရုပ်မှာကြတော့အဲ့လောက်ကိုယ်ပိုင်လက္ခဏာမရှိနာမ်လောက်သူသည်မထင်ရှားသူသည်အပူကြောင့်ဖောက်ပြန်တဲ့အေးကြောင့်ဖောက်ပြန်တဲ့လှုပ်ရှားမှုကြောင့်ဖောက်ပြန်တဲ့ရုပ်တရားအကြောင်းတရားတစ်ခုကြောင့်မို့လို့ဖောက်ပြန်တဲ့စိတ်ဆိုတဲ့အကြောင်းတရားကြောင့်ဖောက်ပြန်တဲ့အခုစကားပြောနေတဲ့သူသည်စကားပြောခြင်းနဲ့စိတ်ကြောင့်စကားတန်တွေပြောင်းနေစိတ်တစဝါယောကိုအသက်ရှူခြင်းနဲ့စိတ်ကြောင့်မို့လို့ဝင်လေတွေဖြစ်နေတယ်ထွက်လေတွေဖြစ်နေတယ်ဝင်လေရုပ်ထွက်လေရုပ်ဘာကြောင့်ပြောင်းတော့
ရှုသွင်းတဲ့စိတ်ရှုထုတ်တဲ့စိတ်တစားဝါယောကိုသူကစကန်လေးချားအနေနဲ့ရှုတယ်လို့ပြောပေါ့ autonomic nervous system အလိုလိုရှုနေတာဒါပေမဲ့အလိုလိုဖြစ်နေတဲ့ရှုသွင်းခြင်းတဲ့စိတ်တော့သဘောပေါက်လိုက်စာလို့ပြောတော့အလိုလိုကိုဖြစ်နေတဲ့ရှုသွင်းခြင်းတဲ့စိတ်ကြောင့်ဝင်လေဟာဖြစ်တာအလိုလိုကိုဖြစ်နေတဲ့ရှုထုတ်ခြင်းတဲ့စိတ်ကြောင့်ထွက်လေဟာဖြစ်တာအကြောင်းကြောင့်ဖြစ်နေတဲ့ဖောက်ပြန်ပြောင်းလဲနေတဲ့ဝင်လေထွက်လေဟာယုံအကြောင်းကြောင့်ဖြစ်နေတဲ့ခန္ဓာကိုယ်ဟာပြောင်းလဲနေတဲ့အပူချိန်တွေသည်အကြောင်းကြောင့်ဖြစ်နေတဲ့ဣရိယာပုတ်မပြောင်းမလဲကြောင့်မို့လို့ပိုးနာလာတယ်ပိုးပူလာတယ်ပိုးညောင်းလာတယ်ဣရိယာပုတ်လေးလည်းပြောင်းလဲတယ်ညောင်းတာချက်ချင်းပြောက်သွားတယ်အကြောင်းကြောင့်မလို့ဖောက်ပြန်ပြောင်းလဲသွားတယ်အဲ့ဒါယုတ်ပေါ့အဲ့ဒါကိုဒုပက္ခဏာခေါ်တယ်ဟောစိတ်ကလေးကြည်လင်ငြိမ်သက်အေးချမ်းပြီဆိုရင်အကြောင်းကြောင့်ဖောက်ပြန်တဲ့ယုတ်ကိုအကြောင်းကြောင့်ဖောက်ပြန်တဲ့အကျိုးတရားအစုအဝေးနေနဲ့မင်းသိလိုက်ဒုပက္ခဏာအနန္တကိုမြတ်စွာဘုရားပြောနေတာကိုဦးဇင်းတို့ယောဂီတွေနားလည်အောင်ချက်ပြခံစားတတ်တဲ့ဝေဒနာကိုအပူကိုခံစားတယ်အေးကိုခံစားတယ်နာတာကျင်တာအောင့်တာကြိုက်တာခဲတာကိုခံစားတယ်ပြောတာဝမ်းနေတာကိုခံစားတယ်စိတ်တက်ကြွတာကိုခံစားတယ်စိတ်ထိုင်းမိုင်းတာကိုခံစားတယ်ဒီရရမကောင်းပါဘူးကွာလူကလည်းတကူလုံးကိုညောင်းကတ်အိုးဟိုနန်းကတင်းဒီနန်းကတင်းဒီနန်းကဆွဲဟိုနန်းကဆွဲကြီးတော့ကောင်းပါဘူးကွာဘာမှကိုဟောဝေဒနာဖြစ်နေတာကယုံမှဖြစ်တာဒါပေမဲ့ဝေဒနာကခံစားလိုက်တယ်ဖောက်ပြန်နေတာကယုံမှဖောက်ပြန်နေတာအသက်ကြီးလို့အကြောတွေဆွဲတယ်တင်းတယ်ကြွသားတွေတောင့်တင်းလာတယ်ဝေဒနာခံစားမှုဝေဒနာဆိုတဲ့ခံစားမှုတင်ညာဆိုတဲ့မှတ်သားမှုအခုတရားနာတယ်အခုဘယ်လောက်မှတ်မိလိုက်တယ်လဲစိတ်ဝင်စားတဲ့သူကြများများမှတ်မိတယ်ပေါ့ပဏိဒါယဘာဝနာစိတ်ကိုအာယုံမှာထားပြီးအာထုတ်စိတ်ကလေးကကြည်လင်ငြိမ်သက်ရှင်းလင်းတည်ကြည်အေးချမ်းငြိမ်သက်တိမ်မွေ့သွားပြီဆိုတော့မှအပဏိဒါယဘာဝနာဖြစ်နေတဲ့ဖောက်ပြန်တတ်တဲ့ရုပ်ဖြစ်နေတဲ့ခံစားတတ်တဲ့ဝေဒနာဖြစ်နေတဲ့မှတ်သားတတ်တဲ့သင်ညာဖြစ်နေတဲ့ခိုင်းစေစေစောတတ်တဲ့နန္တရားသင်္ခါရခန္ဓာလို့ခေါ်တာပေါ့လေတိတတ်တဲ့စိတ်မြင်တာကိုသိတယ်ကြားတာကိုသိတယ်ထိတွေ့တာကိုသိတယ်တွေးတာကိုသိတယ်အဲ့ဒါကတိတတ်တဲ့စိတ်သူတို့တွေကအလုပ်တွေလုပ်ဖို့မတူဘူးသိတတ်တဲ့စိတ်ကသိုံမသိတယ်ခံစားတတ်တဲ့ဝေဒနာကခံစားယုံမဲ့ခံစားတယ်မှတ်သားတတ်တဲ့တင်ညာကမှတ်သားယုံမဲ့မှတ်သားတယ်ခိုင်းစေတတ်တဲ့ခိုင်းတတ်တဲ့နံတရားခိုင်းမဲ့ခိုင်းတယ်ကိုယ့်ကိုသွားခိုင်းနေတာကခိုင်းတတ်တဲ့နံလှုပ်ခိုင်းနေတာကလှုပ်ခိုင်းတဲ့နံတွေးခိုင်းနေတာတွေးနေတာကတွေးခိုင်းတဲ့နံတောင်ချတွေးလာလိမ့်ခိုင်းတဲ့နံတွေဟာအစုံမဲ့စကားပြောရင်စကားပြောခိုင်းတတ်တဲ့နံအဲ့ဒီနံကိုမတွေ့သေးလို့ယောဂီတွေဒုက္ခရောက်နေတာစိတ်တစားယုတ်စိတ်ကြောင့်ဖြစ်တဲ့ဝါယောယုတ်ဝါယောကိုတွေးဖို့တောင်ခန့်နေတာဝါယောရဲ့ဖြစ်စေတဲ့အကြောင်းစိတ်တစားယုတ်ကြယောဂီတွေမမြင်ဘူးဖြစ်နေတယ်အကြောင်းထီမြောင်ကြည့်ရပါတယ်အကြောင်းဒီခိုင်းစေတဲ့နံတရားကြောင့်အကျိုးယုတ်ဖြစ်တာပါမိမိတို့သတိသမารီကိုအပဏိဒါယထင်ရှားဖြစ်နေတဲ့အရှုခံယုံနံပေါ်မှာအာယုံပေါ်မှာစိတ်ထားတာမဟုတ်တော့ဘူးထင်ရှားရှိတဲ့အာယုံကိုရှုပွားတာကိုအပဏိဒါယဘာဝနာလို့ခေါ်ပါတယ်ထင်ရှားရှိတဲ့ယုံနံအပေါ်မှာသတိသမารိဉာဏ်ဖြစ်အောင်အထုတ်တာကိုအပဏိဒါယဘာဝနာကိုယ်စိတ်ကိုကြည်လင်စေတဲ့အာယုံပေါ်မှာစိတ်ကိုထားပြီးအထုတ်တာကိုပဏိဒါယဘာဝနာနှစ်ခုလုံးကိုလက်ကင်ထားရပါတယ်မြတ်စွာဘုရားဘေကုဏုပတ်တရားသုံးမှာဟောခဲ့တဲ့အတိုင်းမိမိတို့ဒီစိတ်ကိုကြည်လင်စေဖို့ပဏိဒါယဘာဝနာကိုဒါနနဲ့ပဏိဒါယဖြစ်အောင်လုပ်မလားသီလနဲ့ပဏိဒါယဖြစ်အောင်လုပ်မလားဟိုးသမထကမ္မထံ40လို့ခေါ်တဲ့သမထကမ္မထံ40တဲကမရဏနုတ္တိအတုပဘာဝနာအိဋ္ဌသင်ညာဒုက္ခသင်ညာအနတ္တသင်ညာဗုဒ္ဓနုတ္တိမရဏနုတ္တိမိမိတို့အကုန်သိမေတ္တာအလုံးသိပြီးသားဘယ်ဟာနဲ့ကိုယ်စိတ်ကိုကြည်လင်အောင်လုပ်ကြမလဲကြည်လင်ပြီဆိုရင်တော့ထင်ရှားရှိနေတဲ့ဒီကနေ့ပြောလိုက်တာခန္ဓာ၅ပါးပြုပေါ့အာယတနာ12ပါးပြုအခန်းခဏပြောခဲ့ပြီဒီကနေ့ခန္ဓာ၅ပါးပြုကိုပြောပြပေးတာအဲ့ဒီခန္ဓာကိုအရှိခန္ဓာကိုအရှိအတိုင်းသိမြတ်စွာဘုရားဟောကြားပေးတဲ့သတိပဋ္ဌာန်ဘာဝနာပေါ်မှာမိမိတို့ခြေချမိတာပါပဲနိဗ္ဗာန်သွားလမ်းကြီးပေါ်မှာလမ်းကြောင်းကြီးပေါ်မှာမိမိတို့ရောက်ရှိ
ရှောက်လှမ်းမိတာပါပဲအပ္ပမဒေနဘိက္ခဝေတံပါတိထကြည်လင်တဲ့စိတ်နဲ့အရှုခံယုံနံပေါ်မှာအခြေချမိတာဟာအပ္ပမဒတရားပါပဲဒီအပ္ပမဒတရားနဲ့ပြည့်စုံတာဒီဖျားပြောတဲ့မြတ်စွာဘုရားသတိပေးတဲ့အကျဉ်းချင်းသတိပေးတဲ့အပ္ပမဒတရားနဲ့မိမိတို့ပြည့်စုံသွားတာဖြစ်ပါတယ်ပဏိဒါယနဲ့စိတ်ကိုကြည်နေငြိမ်သက်အေးချမ်းတိမ်မွေ့အောင်အားထုတ်စိတ်ကလေးဒီလုံလောက်အောင်ကြည်လင်ငြိမ်သက်အေးချမ်းသွားတဲ့ပုဂ္ဂိုလ်ဒီဖြစ်စေမှာရှိနေတဲ့ယုံနာအပေါ်မှာတတိတမာတိဉာဏ်တရားတွေကိုလေ့ကျင့်ဒီလိုလေ့ကျင့်ရင်လည်းမိမိတို့မြတ်စွာဘုရားညွှန်ကြားပြတာဖော်ထုတ်လမ်းညွှန်ပေးခဲ့တဲ့နိရောဓသစ္စာလို့ခေါ်တဲ့တဏှာလို့ကုန်သွားတဲ့တဏှာတွေကင်းသွားတဲ့နိဗ္ဗာန်ပရမတ်ကိုရောက်ရှိနိုင်တဲ့ယောဂီသူတော်ကောင်းတွေဖြစ်ကြပါစေကဲချိန်တဏှာကြီးပြပါပြီမိမိတို့ယနေ့တည်ယူနာကြမှတ်သားခဲ့ကြရတယ်ဓမ္မတဝနာတရားနာကြတဲ့ဘာဝနာကုသိုလ်တရားနာတယ်ဆိုတာအတိတွေတိုးတာဒါကြောင့်ဘာဝနာဖြစ်တယ်တရားနာတာဟာတရားအထုတ်တဲ့ဘာဝနာပါအတိကိုတိုးစီလို့ဘာဝနာလို့ခေါ်ပါတယ်ဒါလေးလည်းသဘောပေါက်ပေါ့တရားနာတာဟာဘာဝနာကုသိုလ်ဖြစ်ပါတယ်ဒီဘာဝနာကုသိုလ်စောင့်တည်ထားတဲ့ဒီကနေ့ဥပုသ္တိလာတွေစောင့်တည်ထားတဲ့ဥပုသ္တိလာကုသိုလ်တွေကိုအမြပေးဝေကြရအောင်ပါကျွန်ုပ်တို့သည်ယနေ့ယခုပွားများအားထုတ်ရသောသီလကုသိုလ်ဝိပဿနာဘာဝနာကုသိုလ်အဖို့ဘာကကို30ပုံကျင်လီခုံသောနတ်လူမြမာတတဝါအားလုံးတို့အားအမြပေးဝေပါကုန်၏အမြရာ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေအားလုံးအမြအမြအမြယူတော်မူချပါကုန်သောသာဓုသာဓုသာအားလုံးအမြအမြအမြယူတော်မူချပါကုန်သောသာဓုသာဓုသာအားလုံးအမြအမြအမြယူတော်မူချပါကုန်သောသာဓုသာဓုသာ